ဒီနေ့လည်းပဲထုံးစံတိုင်းပေါ့တရားကောင်းစဉ်တော့ဒီကောင်းစဉ်တိုင်းပဲသွားပေါ့ပေါ်ပါတရားများဆိုသလိုအဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ဟိုတစ်ခေါက်ကပြောခဲ့တဲ့ဘဝတွေပေါ့ဘဝတွေနဲ့ဒီတစ်ခေါက်ပြီးခဲ့တဲ့အချိန်ကပြောခဲ့တဲ့တန်ဖိုးနဲ့အဲ့ဒါနဲ့နည်းနည်းပြန်တွဲကြည့်ရဘဝတွေကလူလို့ပြောပေမဲ့လည်းပဲရဲသားတွေလို့ဖြစ်နေတဲ့လူတွေရဲ့ပြိဋ္ဌာန်လို့ဖြစ်နေတဲ့လူတွေရဲ့စိတ်ဓာတ်လို့ဖြစ်နေတဲ့သူတွေရဲ့အတူတကယ်လို့ကြားလိုက်ဖွေလိုက်စားလိုက်တောက်လိုက်ဒုက္ခရောက်လိုက်ပျော်လိုက်နဲ့အဲ့လိုလူတွေရဲ့အဲ့ဒီဘဝတွေကနေလွတ်မြောက်ဖို့နဲ့ဘဝတန်ဖိုးရှိဖို့အဲ့ဒါလေးပြန်တွဲကြည့်ရဘဝတန်ဖိုးနဲ့တွဲကြည့်အဲ့ဒါသိပထမဦးဆုံးကတော့ကိုယ်ပဲခြေနေရောက်နေလဲဆိုတာတခုခုနောက်ကိုငန်းတက်လိုက်နေသလားအဲ့လိုလိုက်နေရင်တော့ဒါမဆုံးနိုင်အောင်လိုက်နေရင်တော့ဒါပြိတ္တာပဲသူကဒါတမျိုးနဲ့သွားနေရစားလိုက်တောက်လိုက်ပြောလိုက်ပါလိုက်ဆိုရင်တော့အတူတကယ်ပေါ့စားလိုက်တောက်လိုက်ရှာလိုက်ဖွေလိုက်ပင်မခံလိုက်ရှာဖွေလိုက်စားလိုက်ပင်မခံလိုက်ရှာဖွေလိုက်စားလိုက်ဒီလိုနဲ့သွားရင်ဒါအတူတကာရပေါ့မရဲရင်တဲ့ဘဝသူလည်းပဲဒါနဲ့ရင်ချိန်ကုန်သွားမှာအစုံမှုတင်လို့နှိမ့်ဆက်ခံရတာတို့ဒေါသတွေပြင်းထန်ပြီးစိတ်ပူနေတာတို့ဘောကတွေများပြီးစိတ်ပူနေတာတို့ဒါတော့ငရဲပဲတိရစ္ဆာန်ကတော့စိတ်တရားညစ်ပါရှုပ်ပွားပြီးတော့စိတ်ဓာတ်တရားကြီးနိုင်ငယ်ညင်းပေါ့လေအဲ့လိုပုံစံမျိုးတွေဆိုရင်တော့ဒါတိရစ္ဆာန်စိတ်ကြီးပေါ့ဒါတဘာဝဥပမာနဲ့ကြည့်လိုက်ရင်ထင်ရှားပါတယ်တိရစ္ဆာန်ဆိုရင်တိရစ္ဆာန်ပုံစံကြည့်တိရစ္ဆာန်လို့လုံနေအဲ့ဒါတိရစ္ဆာန်ပဲငရဲဆိုလဲငရဲရဲ့ဆင်းရဲဒုက္ခရောက်နေတာကိုသတိထားကြည့်ပြီးဒီလူကတည်းဆင်းရဲပါလားဆင်းရဲုံတွေမကအနှိမ့်ဆက်ခံရပါလားဆိုရင်အဲ့ဒါငရဲပဲဒါရုပ်ပိုင်းဆိုင်ရာငရဲမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာကိုယ်ပူစိတ်ပူရင်ပူဆိုရင်လည်းပဲဒါရဲပါပဲသူကအဲ့ဒီသဘောလေးတွေနဲ့ကြည့်လိုက်ရင်ဒါဘဝတွေကကိုရောက်နေတဲ့အချိန်นี้ကိုဘာသာကိုနည်းနည်းကဲခတ်လို့ရတော့ဘဝတန်ဖိုးပြောတဲ့အခါမှာအတိညာရှိရင်ရှိသလောက်တန်ဖိုးမြင့်တယ်ဒီဘက်ကနေပြန်ဆက်ကြည့်တော့ပစ္စည်းဥစ္စာတန်ဖိုးရှိတာလားငွေကြေးတန်ဖိုးရှိတာလားအင်္ဂါဒီလက်ချေစားတဲ့နေရွက်စားတဲ့ဒီလိုခန္ဓာကိုယ်စိတ်ပိုင်းတွေကတန်ဖိုးရှိတာလားခန္ဓာကိုယ်ကြီးကဘဝကြီးကတန်ဖိုးရှိတာလားစိတ်ဓာတ်ကတန်ဖိုးရှိတာလားအဲ့လိုခွဲခြားလိုက်တဲ့ခါကျတော့အတိညာရှိရင်ရှိသလောက်ထိတ်တန်းရောက်တဲ့ဆိုတာကိုတွေ့ရတယ်အတိညာရှိရင်ရှိသလောက်ထိတ်တန်းရောက်တော့အဲ့ဒီအတိညာရှိခြင်းကတန်ဖိုးရှိခြင်းတန်ဖိုးရှိသုံးဆိုတာဒါလည်းပဲသိသွားတယ်နော်တရားကြည့်လိုက်တဲ့အခါမှာဘယင်တွေရောဒီမယဒေနာပတိတွေရောနော်စစ်တိုက်ကြီးကတွေရောဒေနာပတိခေါ်တာပေါ့ကပတိခေါ်တဲ့တတိတကြွယ်တွေရောဆင်းရဲသားလက်လုတ်လက်စားတွေရောအားလုံးကသူ့ကိုသေးစားကြကြီးညိုကြတယ်ပန့်ပိုးကြတယ်ဝိုင်းကူကြတယ်ဘာဖြစ်လို့လဲဆိုညံကောင်းလို့ဒါပဲသိဉာဏ်ရှိလို့အဲ့ဒါခန္ဓာကိုယ်နဲ့လှုပ်တဲ့အလုပ်မဟုတ်ဘူးစိတ်ဓာတ်ပေါ့ဒီတော့တန်ဖိုးကြည့်လိုက်ရင်စိတ်ဓာတ်တန်ဖိုးသိဉာဏ်ရဲ့တန်ဖိုးကမြင့်တယ်ဆိုတာတွေ့ရတယ်ဒါဘဝမှာတန်ဖိုးခွဲကြည့်ရင်ဒီလိုတွေ့ရတယ်အဲ့တော့ဒါကတော့ပုံမှန်ဒီအနေအထားလေးတွေပြောပြတာဘယ်ဟာတန်ဖိုးရှိတယ်ဘယ်ဟာတန်ဖိုးမရှိဘူးဆိုတာလေးသိပြီးတော့ကိုရွေးချင်လဲရွေးလို့ရတော့ကိုကပတ်စံတန်ဖိုးထားရင်လဲပတ်စံကြောင့်ဘဝဆုံးခံပေါ့ပစ္စည်းတန်ဖိုးထားရင်လဲပစ္စည်းကြောင့်လူအသေးခံပေါ့အမှမဟုတ်ကိုယ့်ရဲ့ဒီရုပ်ရည်လပမှုဒီလဲငါပြည့်စုံမှုတန်ဖိုးထားရင်လဲအဲ့ဒါတွေထိခိုက်လာတော့မဲ့အချိန်ခါမှာဒါတွေကိုမစွန့်နိုင်လူအသေးခံပေါ့ဥပမာအပြင်လက်မှာယောဂဖြစ်လာတယ်ကင်ဆာဖြစ်လာတယ်လက်ဖြတ်လိုက်လို့ရှိရင်ဒါပျောက်သွားမှာပါလက်လေးသမယောပါတယ်ငါလက်တော့မဖြတ်နိုင်ပါဘူးဆိုသေးပေါ့အဲ့လိုသဘောမျိုးပေါ့နောက်ဆုံးစိတ်ဓာတ်ရေးရာပေါ့စိတ်ဓာတ်ရေးရာစိတ်ဓာတ်နဲ့ဒီခန္ဓာကိုယ်နဲ့ကတော့ခွဲလို့ကတော့မရဘူးမရတော့စိတ်ဓာတ်ရေးရာနဲ့ပတ်သက်ပြီးတော့ခန္ဓာကိုယ်ကောင်းဖို့အတွက်စိတ်ဓာတ်ရေးရာအဖြစ်စည်းခံမယ်ဆိုရင်လည်းဒါသူကဒီခန္ဓာကိုယ်ကြီးရတော့ကြပြစ်ပလိုက်ရမှာပဲခန္ဓာကိုယ်မရှိရင်စိတ်ဓာတ်ကလည်းပဲဘာမှသုံးလို့မရတော့ဘူးဆိုပေမဲ့ဒီစိတ်အစွဲလေးနဲ့ပဲဘဝတွေကဆက်သွားကြတာဖြစ်တော့ဒီခန္ဓာကိုယ်ကပြစ်ပလိုက်ရပေမဲ့စိတ်ဓာတ်ကနောက်ဘဝနောက်တစ်တွေမှာကြောင်ကျိုးအနေနဲ့ဆက်ပြီးတော့အဲ့ဒီစိတ်လေးကပြန်ဖြစ်လာတဲ့အခါမှာအဲ့ဒီစိတ်ဓာတ်ကဒုက္ခပြီးတော့မှာသူကဒီခန္ဓာကိုယ်ကိုတန်ဖိုးထားလို့စိတ်ဓာတ်ပြက်ပြားသွားရင်အဲ့ဒီပြက်ပြားတဲ့စိတ်ဓာတ်ကနောက်တစ်ခုဖြစ်လာမဲ့ဘဝမှာလည်းပဲဒုက္ခရောက်တော့မှာပဲစိတ်ဒုက္ခရောက်တော့မှာပဲအဲ့ဒီစိတ်ကလည်းပဲနားလေသဘောပေါက်ပြီးတော့ခန္ဓာကိုယ်ရဲ့တန်ဖိုးနဲ့စိတ်ဓာတ်တန်ဖိုးအဲ့လိုတစ်ခါပြန်စဉ်းစားကြည့်ရတယ်
ခေဒါတော့ဒါရှိရပြောခဲ့တာဒီနဲ့နည်းနည်းလေးပြန်ဆက်ဆက်ပြဒီနေ့ပြောမှာကဘုရားရဲ့နာမည်ထဲမှာပထမဆုံးနာမည်ကတော့ဗုဒ္ဓဆိုပြီးတော့ထွက်လာတယ်ဘယ်လိုနာမည်ထွက်လာလဲဗုဒ္ဓပါဗျာဗုဒ္ဓဆိုတာတိသူတဲ့ဟိုနိုးကြပြီးသူလို့လည်းသုံးလို့ရတယ်ဟိုအိပ်ပြောနေတဲ့ကောင်ဘာမှမသိနိုးနေတဲ့လူကသိတယ်ဘာပြောလဲဆိုသိတယ်အကုန်သိတယ်အဲဒီလိုသဘောမျိုးဗုဒ္ဓဆိုတာနိုးကြခြင်းသိခြင်းပေါ့နိုးကြနေပြီသိနေပြီဒီလိုပုံကိုသိသွားပြီအဲ့ဒါဗုဒ္ဓလို့သုံးတယ်အဲ့ဒီဘုရားပြပြီးတော့သူကဒီအကြောင်းအရာတွေကိုသူသိတဲ့အကြောင်းအရာတွေကိုပြောချင်တော့ပထမတော့စဉ်းစားတယ်ဘယ်သူပြောရမလဲဆိုပြီးလောကကြီးကြည့်လိုက်တဲ့အခါအနိနာပတ်ဝန်းကျင်လူတွေကြည့်လိုက်တဲ့အခါသူစိတ်ထဲမှာတော်တော်လေးကိုခက်ခဲသွားတယ်။ဘာခက်ခဲလဲဆိုတော့သူသိတဲ့တရားကဘောဘဆိုတဲ့လူချင်းမှုဒေါသဆိုတဲ့မကျေနပ်မှုမောဟဆိုတဲ့တုံးအမှုတွေကိုကြောက်စေတဲ့သဘောတရားလူတွေကဖြစ်နေတာကလောဘကြီးနေကြတယ်ဒေါသတွေကြီးနေကြတယ်အသိဉာဏ်တွေကတုံးပြီးရင်တုံးနေကြတယ်အဲ့တော့တော်တော်ခက်တယ်ပြောရတယ်ပြောဖို့တော်တော်ခက်ဟာပြီးတဲ့ဟာနဲ့ဟိုဘက်ကလက်ခံနေထိုင်တဲ့ပုံစံနဲ့ဟာပြောဖို့ကအလွန်ခက်တယ်ဆိုတာအဲ့ဒါကိစ္ဆေနမေဓိကတံသူလည်းခဲခဲရင်းရင်းဒါလေးသိခဲ့ရတာလွယ်လွယ်ကူကူသိခဲ့ရတာမဟုတ်တင်ပါဒါဟန္တာနိပကာတိတုံဆိုတာအခုချိန်ခါမှာဒါထုတ်ပြဖို့ကတော်တော်ခဲရင်းနေတယ်နော်ဒါနိယခုခါမှာပကာတိတုံထုတ်ပြဖို့နာဆိုတာမလွယ်ကူဘူးပေါ့တင်ပါဗျာမလွယ်ကူတာဘာဖြစ်လို့လဲဆိုတော့ခုပြောသလိုပဲခုနပြောသလိုပဲသူသိတဲ့တရားတခြားကြိုက်တာတခြားဖြစ်လူတွေကြိုက်တာတခြားဖြစ်အဲ့ဒါတရားရဲ့လူရင်းချက်လေးပဲသူလားတရားအထက်ရင်းတော့ဟုတ်ဘူးသူတွေကကိုယ်ကြက်လေးကိုပြောင်းပြန်လက်ပေးလိုက်ရင်အဲ့ဒါတစ်ချက်တည်းပြီးတော့အဲ့ဒါလေးတစ်ချက်ကနည်းနည်းဟိုဟာစဉ်းစားရမယ်သူကအခုကလူတွေကတရားဟောဦးဇင်းတို့ဟိုတုန်းကတရားအကြောင်းနေပြောရင်သူတို့ကတရားကိုနားထောင်တဲ့အခါမှာသူတို့ကြိုက်တာသူတို့နားထောင်တယ်ဆိုတော့သူတို့ကြိုက်တာလေးသူတို့နားထောင်ခြင်းသူတို့ကြိုက်အောင်လိုက်ပြောရတယ်လို့ဖြစ်အမှန်တကယ်ကတရားတခြားကြိုက်တာတခြားဆိုတာသူတို့ကြိုက်တာလိုက်ပြောရမယ်ဆိုရင်ဘုရားပွင့်စရာတော့မလိုတော့ဘူးဘုရားကသူတို့ကြိုက်လိုက်ပြောရမှာပေါ့ဒါတင်ပါသူတို့ကြိုက်ကလည်းသိတဲ့အတိုင်းလေမင်းတို့အသက်ရှင်မယ်ကျမ်းမာမယ်ချမ်းသာမယ်နိဗ္ဗာန်ရမယ်ဒီပေါက်မယ်ကြိုက်တာအကုန်ကြိုက်တယ်အဲ့ဒါနော်သူတို့ရမယ်ဆိုရင်လူတွေကရမယ်ဆိုရင်မကြိုက်တာပါရှိမရှိဘူးဗျာမရှိဘူးအဲ့တော့သူတို့ကြိုက်ကိုလိုက်ပြောရသူတို့ကြိုက်ကိုလိုက်ပြောတရားတော်မှာသူတို့ကြိုက်တာလေးပြောမှာနားထောင်ပြီးတော့ဒီတရားငါမကြိုက်ဘူးဒီတရားငါမကြိုက်ဘူးပဲတကယ်တော့တရားကြိုက်ဖို့ပြောတာမဟုတ်သိဖို့ပြောတာအတွက်ပြောရတယ်သိဖို့အတွက်ပါဗျာအဲ့ဒါအဲ့ပြဿနာတွေအများကြီးရှိတယ်ဆိုရဒေသတွေမှာဘုရောင်းဆိုသေးတယ်နော်တချို့ခက်ကြံကြံလောက်ကင်စားတော့ကြတယ်ဒီလိုပေါ့ငါးချဖားချငါဘလောင်းနေရှိကြအဲ့ဒါဟိုလုံးတော့လုံးပေါ်လုံးတယ်ဆိုပေမဲ့ဒါသူတို့ဘဝမှာမတတ်တာလို့သူတို့လောက်ရတာအဲ့ဒီလိုလေးလက်ခံပြီးတော့ဒီလုပ်ငန်းမကောင်းဘူးလို့အဲ့ဒါကိုနားလည်ရမှာနားလည်ပြီးတော့ပြောင်းနိုင်တဲ့အချိန်ခါမှာပြောင်းလဲပြရမှာအဲ့ဒါမဟုတ်ဘူးဒီလုပ်ငန်းမကောင်းဘူးလို့ပြောရင်မကြိုက်ဘူးသူတို့ကမကြိုက်ဘူးမင်းတို့ဖားချလုပ်တာမကောင်းဘူးတတ်ဖတ်တာမကောင်းဘူးဆိုတော့အဲ့ဒါဘုန်းကြီးကိုဆုံးမပို့ချင်တော့ဘာဖြစ်လဲဆိုတော့သူတို့လုပ်ငန်းမထောက်ခံအဲ့တော့သူတို့အကြိုက်ကိုလိုက်ပြောတော့မှဒါကျွန်တော်မျိုးတွေဘက်မှာရေကြော်စရာရှိတယ်အဲ့ဒီရွာစရာရေအိုင်နဲ့နေတာဆိုတော့အဲ့ဒီလုပ်ငန်းပဲလုပ်ကြတာအင်းလုပ်ငန်းပေါ့အဲ့ဒီတရားမျိုးသွားဟောလို့မရဘူးဗာဏာတိပါဒသူများတဲ့မတတ်နဲ့ဆိုတာဟောလို့မရဘူးအဲ့လိုပုံစံမျိုးတွေဖြစ်နေအရေးရောင်းတဲ့သူတွေကိုပြောဘူးတယ်ဒီကောကခြေနေလေးမပေးလို့ခဏလောက်တာတော့လုတ်ကျင်လုတ်ဖို့ဒါပေမဲ့အဲ့ဒါမလုတ်ကြနဲ့ဒီကိစ္စခြေသဖြင့်လည်းမကောင်းဘူးကိုယ်လည်းမကောင်းသူများလည်းမကောင်းဘူးဒါပေမဲ့သူတို့ကတရားတွေလာအထုတ်နေတရားတွေလာထိုင်နေကြရိတ်တာဝင်နေကြအဲ့လိုပြောလိုက်တော့မကြိုက်ဘူးတခါတည်းမကြိုက်ဘူးတခါတည်းအဲ့ဒါမကြိုက်တာရိုးရိုးမကြိုက်တာမဟုတ်ညှိုးတော်ညှိုးထားသေးတဲ့ပုံစံမျိုးဖြစ်သွားဘုန်းကြီးဒါငါတို့ဒီလိုပြောရလားမှန်တကယ်ကခုနပြောတယ်လေသူတို့ကြိုက်လိုက်ပြောလို့ဖြစ်မလားကြိုက်လိုက်ပြောရင်ရောင်းကြကွမင်းတို့ရောင်းကြကွထိုင်သေးသေးရနေကြီးကြီးဖြစ်အောင်ဒီလိုလျှောက်ပြောရတော့မှာပေါ့အဲ့ဒါအဲ့လိုမဟုတ်တရားကခုနပြောတယ်လို့နော်ပြီးဖို့အတွက်ပြောရတာအကြိုက်ကိုလိုက်ပြောရတာအဲ့တော့ဘုရားကဖြစ်လာတဲ့အချိန်ခါမှာဘုရားဗုဒ္ဓတိလာတဲ့အချိန်ခါမှာပြောဖို့ခဲရင်းနေဆိုတာအဲ့ဒါအခုလည်းအဲ့ဒါတွေကအခုတည်းကလည်းကြုံရတာခုနပြောသလိုလူတွေကြတာတခြားတရားတခြားဖြစ်တရားပြည့်တော့သူတို့ကြိုက်လိုက်ပြောလို့ဆိုသူတို့မြောက်မြက်ပြောမှစားမယ်ဆိုတော့အဲ့ကျတော့သိချင်နေရမကောင်းဘူးတင်ပါ
ဒါပေမဲ့အဲ့ဒီလိုပဲလှုပ်သွားတာတွေလည်းရှိကြတယ်ဒါလည်းသတိထား တင်ပါ နော်ဘုန်းကြီးကလူတွေကိုမြောက်ပေးတယ်မြောက်ပြီးတော့လှူတာပေါ့လူတော့ဘုန်းကြီးကလည်းတစ်ခါပြန်မြောက်တယ်ရလာတဲ့ခါကျအဲ့ဒါအယူပုံမြောက်ပဲသူမြောက်ကိုမြောက်နေအဲ့လိုသွားကြတာတွေရှိခုရှိတယ်မြန်မာပြည်မှာအဲ့ဒါတွေကြည့်လိုက်ရင်အိုးတော်ထင်ရှားတာမြောက်ပေးတယ်တခါတည်းနော်ဘုရားတဲ့ကြောင်းဆောက်ဒိဋ္ဌံဝင်လှုပ်ခိုင်းတာ တင်ပါ သူတို့ကလည်းကံအားလျော်စွာရလာတော့ဒီဥစ္စာတွေရလာတော့ဒါတွေကြောင့်ရတယ်ဒါတွေကြောင့်ရတော့ဒါတွေလောက်ရမယ်အဲ့ဒါဘုန်းကြီးကလည်းအဲ့ဒီလမ်းကြောင်းလေးမှာပဲပြောခုတွေ့နေရတယ်အများကြီးပဲဘာဒိဋ္ဌံညာဒိဋ္ဌံနဲ့ရှုပ်ဖြစ်ခတ်နေတာအဲ့ဒါမကောင်းဘူးလားဆိုတော့ဒါတာမန်ကြည့်ရင်တော့ကောင်းတယ်ဆိုတာပေါ့သို့တော်လည်းပဲသူတို့ကအဲ့ဒါလောဘကြီးတဲ့ကြီးလာအောင်မြောက်ပေးနေကြတယ် တင် ဘုန်းကြီးကိုလူကမြောက်လူကဘုန်းကြီးကိုမြောက်ဒီလိုဒိဋ္ဌံဝင်လိုက်စမ်းရဟန်း1000စိတ်လိုက်1000စိတ်လိုက်100စိတ်လိုက်ဒီလောက်ကင်ကြီးဝါးရေးအဆင်ပြေလာမယ်လူမှုရေးအဆင်ပြေလာမယ်ရလာမယ်အဲ့လိုပြောတော့ဟိုကလှုပ်ပြီးရခြင်းလို့လှုပ်တာလေတရားသိဖို့လှုပ်တာမှမဟုတ်ပဲ တင် ရလာတော့သူ့လှုပ်နေသူကဟောဒါခေတ်ကာလအားလျော်စွာကျိုးပေးလာတဲ့ခါကျတော့ဒါကြောင့်ရတယ်အဲ့ဒါဘုန်းကြီးပြောလို့ရတာဆိုဘုန်းကြီးတို့ဘုန်းကြီးကအဲ့လိုရမှလည်းသိပါအဲ့ထပ်ပြောတယ်ထပ်ပြောလိုက်ခိုင်းရလိုက်နေအဲ့လိုလဲသွားကြတာဗောလေဆိုလိုတာ တင်ပါဗျာ အဲ့ဒါတွေကစဉ်းစားမယ့်ကိစ္စတွေပေါ့အဲ့တော့ဒီဗုဒ္ဓဆိုတဲ့သိတဲ့ကိစ္စနဲ့ခုနပြောတဲ့ကိစ္စမှာအဲ့ဒီလိုကြီးပြောတဲ့သူနဲ့နားထောင်တဲ့သူတွေရဲ့ဆန္ဒနည်းနည်းကွာခြားတယ်ပြောတဲ့သူကသူသိသလောက်သူသိတာလေးပြောပြီးတော့ကျန်တဲ့လူကလိုက်သိလိုက်ရင်သူတို့ကသူတို့အေးချမ်းသွားမှာနားထောင်တဲ့သူကသူတို့နားထောင်ကျင်တာကိုပဲလိုက်ရှာနေတယ်ဆိုရင်တော့အဲ့ဒါနည်းနည်းမပြေဘူးဖြစ်သွား တင်ပါ အဲ့ဒါဗုဒ္ဓဆိုတဲ့စကားလုံးနဲ့နောက်တော့ဘုရားကအိမ်မှာတရားဟောဖို့သူကဘလူတရိယလေရှင်သာဝကိ9ဦးကိုတရိယဒီပုဂ္ဂိုလ်တွေကလူလောဘနေတယ်ဒေါသနေတယ်အတိညာဉ်လေးတစ်ခုပဲလိုတော့တာဒီတော့သူတို့စီသွားပြောရင်ဒါအဆင်ပြေမယ်ဆိုတာဘုရားအိမ်မှာသိတယ်ပြီးတော့အဲ့ရနေဒီပါရဏသီကနေပြီးတော့ဟိုကမိဂရာကိုတွားတယ်ဒီနော်ဟိုသမစကြတရားဟောဖို့လေရှင်သာဝကိ9ဦးကို တင်ပါ ဘုရားဖြစ်တဲ့ဒီဗုဒ္ဓဂါယာခေါ်မှာပေါ့ဗုဒ္ဓဂါယာပါလေသူကပါဥရဝေလကတ္တပတော်ဥရဝေလက တင်ပါ ဥရဝေလကတ္တပတော်ကနေဟိုဘက်မိဂရာုံတော်ပြောင်းတာဟောမိဂရာုံတော်သူကအဲ့မှာလမ်းကြီးမှာသူခရီးသွားတော့လမ်းမှာဘယ်သူနဲ့တွေ့လဲဆိုတော့ဥပကဆိုတဲ့ဟိုတယောက်နဲ့တွေ့ဟိုဥပကဆိုတဲ့လူတယောက်နဲ့တွေ့ပြီးတော့ဥပကဘုရားကိုတွေ့လဲတွေ့ရောရုပ်ရည်ကကြည်လင်နေတာကိုစိတ်တွေကအကုသိုလ်ကင်းသွားတော့ရုပ်ကလည်းနှံ့ရှင်တာကြည်လင်ငကိုရေရုပ်ကလည်းလှချောရတဲ့ကြားထဲမှာစိတ်ဓာတ်ကပါကောင်းသွားတော့နော်ရုပ်ချောနေမှာစိတ်ဓာတ်ကပါကောင်းတော့အဲ့ဒီရုပ်ကပိုပြီးကြည်လင်ပါ တင်ပါ ကြည်လင်တော့ तू ကလူတော်ထဲမှာထူးခြားနေတဲ့ပုံကိုဖြစ်နေတော့အဲ့တော့ဥပကတိတော့ဒီနေ့ရုပ်ကကြည်လို့တက်ကောင်းမလားနော်ကြည်လို့တက်ကောင်းမလားဆန့်ရှင်းစင်ကြယ်နေတာပဲရုပ်လေးကလည်းကြည်လင်နေတာအေးချမ်းနေတာ တင်ပါ အဲ့ဒါနာမည်ဘယ်လိုခေါ်လဲနာမည်ဘယ်လိုခေါ်လဲပြီးတော့ဘုရားအိမ်မှာပြောတယ်သူနာမည်ဇိနာဆိုတဲ့စကားလုံးလေးပြောလိုက် တင်ပါ ဗုဒ္ဓလို့မပြောဘူးသူကဇိနာလို့ပြောတယ်အဲ့ဒါဇိနာဆိုတာကအောင်မြင်ခဲ့ပြီးတဲ့သူတဲ့အောင်မြင်ခဲ့ပြီးပြီအဲ့ဒါအရေးကြီးတယ်နော်ခုနဗုဒ္ဓတိသူအခုဇိနာကြတော့ဘာဖြစ်သွားလဲ အောင်မြင်ပြီးခဲ့ အောင်မြင်ပြီးခဲ့သူအောင်မြင်ပြီးရင်ဘာလုပ်ရရှိတယ်ဘာလုပ်ရမလို့တော့အခုဟိုဦးမြင့်စောတို့ဆရာအောင်ဘွဲရတော့အောင်မြင်ပြီးသွားပြီဆရာအောင်ဖြစ်သွားပြီလောက်ကြလို့သေးလား မလိုတော့ဘူးဗျာ မလိုတော့ဘူးအဲ့ရလက်ကလေးထိုင်ယူဖို့ပဲရှိတော့တယ်ဒီရလက်ကလေးကနေလှုပ်ပြီးယူဖို့အောင်သွားပြီဒါမှမဟုတ်အောင်နိုင်ပြီးဘာမှလုပ်ကြမလို့တော့ တင်ပါ နော်ဘယ်ဘိုးပဲဖြစ်ရသွားပြီအဲ့ဒီလိုပဲဘုရားကအောင်မြင်ခဲ့ပြီးတဲ့သူဘုရားပြောချင်တာဘာပြောချင်လဲဆိုတော့ကိလေသာကိုအောင်မြင်ခဲ့ပြီးပြီတဲ့စိတ်ရဲ့အညစ်အကြေးပေါ့စိတ်ဘူးစိတ်ညစ်တွေလုံးဝအောင်မြင်ခဲ့ပြီးပြီတဲ့ဇိနာဒါပေမဲ့အဲ့ဒီမှာအောင်မြင်ခဲ့တာကိုခြေချဲပြလိုက်တော့5မျိုးထွက်လာတယ်ဆိုတာဒေဝဗုဒ္ဓတို့ကိလေသာတို့ခန္ဓာတို့မြေစုတို့အဘိသင်္ခါရတို့ဆိုတာပါဠိစကားလုံးတွေပေါ့လေအဲ့ဒါတော့နည်းနည်းရှည်တော့မယ်အဲ့ဒါလေးသာထားအဲ့ဇိနာဆိုတဲ့စကားလုံးလေးနဲ့အခုဘဝတန်ဖိုးနဲ့ချိတ်ယူပါမှာဇိနာအောင်မြင်ခဲ့ပြီးဘာအောင်မြင်ခဲ့တာလဲမကောင်းမှုတွေအောင်မြင်ခဲ့တာမကောင်းတဲ့စိတ်ဓာတ်တွေအောင်မြင်ခဲ့တာအဲ့ဒါမကောင်းတဲ့စိတ်ဓာတ်ဆိုတာကိုယ်စီမှာရှိတာလေကိုယ်စီမှာရှိတဲ့စိတ်ဓာတ်အောင်မြင်တာသူများကိုသွားပြီးတော့အနိုင်ကျင့်ပြီးအောင်မြင်ခဲ့တာမဟုတ်ဘူးအဲ့ဒါကိုသဘောပေါက်အဲ့တော့ခုဒီဇိနာဆိုတဲ့အောင်မြင်ခဲ့တယ်ဒီအောင်မြင်ခဲ့တော့ဒီအောင်မြင်တဲ့ဆိုတဲ့စကားလုံးကြီးကအောင်မြင်မှုရသွားရင်ပြီးသွားတာပဲဆိုတာတွေ့ရတယ် တင်ပါ အဲ့အောင်မြင်ဖို့အတွက်ကဘာလုပ်ရလဲတဲ့
အဲ့ဒီမှာလှုပ်ရှင်ကပေါ်လာပြီလောက်ရတယ်အောင်မြင်ဖို့အတွက်ကသဘာဝမှာကြည့်ရင်တနိုင်ငံနဲ့တနိုင်ငံစစ်တိုက်ရတယ်လေအောင်မြင်ခြင်းသူ့ကိုနိုင်ခြင်းလို့ရှိရင်သူ့ကိုတိုက်ခိုက်ယူရတာတိုက်ခိုက်သိမ့်ပိုက်လိုက်တယ်နိုင်တဲ့လူရပဲအဲ့တော့အောင်မြင်ခြင်းဘာလို့ရလဲဆိုတော့စကလုံးတစ်လုံးထွက်လာတယ်ဘာစကလုံးလဲတိုက်ခိုက်ရတယ်သူကအောင်မြင်ခြင်းဘာလို့ရလဲတိုက်ခိုက်ရတယ်တိုက်ခိုက်ရတယ်တွန်းလှန်ရတယ်သူတယောက်ကကိုယ်နိုင်ခြင်းကိုနိုင်ခံနေရလူရောကိုနိုင်ခြင်းနိုင်ခံနေရတယ်သူ့ကိုအောင်မြင်ခြင်းဘာလို့သူ့ကိုပြန်တိုက်ခိုက်ရတယ်တွန်းလှန်ပြရအဲ့လိုတိုက်ခိုက်တွန်းလှန်လိုက်တော့မှသူ့ကိုနိုင်သွားတော့မှဒီကနေလွတ်သွားတာဒီသဘောကိုမှတ်တာနော်သဘာဝတရားတင်ပါသူတို့ရဲ့နိုင်ခြင်းခံနေရရင်သူ့တိုင်ငုတ်ခံနေလို့ရှိရင်ဘာဖြစ်မလဲနိုင်ခြင်းခံဒီတိုင်းပဲနိုင်ခြင်းခံနေရမှာပေါ့အဲ့တော့ဘာလို့လဲသူပြန်တိုက်ခိုက်ရတယ်တွန်းလှန်ပြရတွန်းလှန်တိုက်ခိုက်ပြရအဲ့ဒီတော့မှအောင်မြင်သွားတယ်အောင်မြင်သွားတော့မှလွတ်သွားအောင်မြင်သွားတော့နိုင်ခြင်းမခံရအဲ့ရည်မှတ်တာနော်ဒီဟာသဘောတရားပဲအခုလူတွေကနော်လူတွေကအမြဲတမ်းတိုက်ခိုက်ခံနေရတာမျက်စိနှလုံးပွင့်နေတာဒါဟုတ်ပဲပရိသသမုပ္ပါစကလုံးနဲ့သုံးရင်ဒါတရားသဘောနဲ့ဖတ်တာဆိုပြီးသုံးလာထိခိုက်တာဖတ်တာထိခိုက်တော့ဝေဒနာခံစားရတယ်ဆိုတာခံစားပြီးတော့တဏှာဆိုပြီးဖန်ကတ်လိုက်တယ်ဥပါဒံဆိုပြီးဆွဲယူလိုက်တယ်စုပ်ထားလိုက်တယ်ပြီးရင်ကံဆိုပြီးပြန်တုတ်ပြန်တယ်အဲ့ဒီခံစားချက်နဲ့တုတ်ပြန်တဲ့အတွက်ကြောင့်အမှားတွေကြီးပဲဖြစ်ကုန်တင်ပါခံစားချက်နဲ့တုတ်ပြန်တယ်ခံစားချက်နဲ့ကောင်းလဲတုတ်ပြန်လဲမကောင်းလဲတုတ်ပြန်လိုက်တယ်ကောင်းမကောင်းမဟုတ်လဲမသိလိုက်ဘူးဒါကိုဖြေရှင်းရမယ်တွန်းလှန်ရမယ်ဆိုတာမသိလိုက်ဘူးငုတ်ခံလိုက်တယ်လို့ဖြစ်တာတင်ပါကောင်းတာလာရိုက်ခတ်လဲပဲစိတ်ကခံစားရတာပဲစိတ်ကထိခိုက်တာပဲမကောင်းတာနဲ့လာတွေ့လဲစိတ်ထိခိုက်တာပဲအဲ့တော့ဒီကောင်းတာမကောင်းတာနဲ့တွေ့တာမဟုတ်ပဲနဲ့ရိုးရိုးတန်းဆိုလဲပဲအဲ့ဒါမသိလိုက်တဲ့အတွက်ဒါကိုလှန်ပြရမှမသိဘူးမသိပဲနဲ့ခံလိုက်ရတဲ့ကိစ္စမျိုးဖြစ်သွားတယ်သူကတင်ပါအဲ့တော့ဒီဖတ်တာဆိုတဲ့စကားလုံးလေးနဲ့တရားသဘောတရားလေးနဲ့အဲ့ဒီဘဝကိုပြန်ကြည့်တဲ့အခါမှာလူတွေကအများအားဗာဖြစ်နေလဲဆိုတော့ထိခိုက်နေကြတယ်အနိုင်ကျင့်ခံနေရတယ်ဘာတွေကနိုင်ကျင့်တာလဲဆိုတော့မျက်စိကနေတစ်ခုခုကြည့်လိုက်မမြင်ဘူးလားမြင်တယ်ဗျအဲ့ဒီမြင်ခွင့်ကကိုယ်တိုက်ခိုက်တာပဲမြင်ခွင့်ကကိုယ်နဲ့ထင်တဲ့လူဆိုရင်သိဝမ်းသာတယ်စိတ်ထဲမှာဝမ်းသာတော့လဲနှလုံးခုန်တယ်သူကဟတ်ထိတယ်သူကဒီနှလုံးသားမှလာထိတယ်မခံရဘူးလားခံရတယ်ဗျအတိုက်ခိုက်ခံရတာအနိုင်ကျင့်ခံရတာမကောင်းတဲ့အာယုမကောင်းတဲ့ပုံစံမြင်ရတယ်မြင်ရတော့လဲစိတ်ထဲမကြိုက်ဘူးမကျေနပ်ဘူးဒေါသတွေထွက်လာတယ်တင်ပါနော်အဲ့ဒါဆိုတော့ဒီမှာလာမထိဘူးလားထိတယ်ဗျစိတ်ကိုလာနှိမ့်ဆက်တာစိတ်ကိုအနိုင်ကျင့်ခံရတာအဲ့ဒီအစင်းအာယုကနေစိတ်ကိုအနိုင်ကျင့်တယ်မသိရင်စိတ်ကလိမ့်ခံရတာပဲနောက်အတန်အာယုမို့အတန်ကြားတယ်နော်အတန်ကြားတယ်ကြောက်တယ်တခါကြိုက်တယ်မကျေနပ်ဘူးစိတ်ကမခံစားဘူးလားခံစားရတယ်ဗျအဲ့ဒါစိတ်ကဘာဖြစ်သွားတာလဲစိတ်အနိုင်ကျင့်ခံအနိုင်ကျင့်ခံအတန်အာယုကလိုက်နိုင်ကျင့်တာဒါအမြဲတမ်းတော့လူတို့ရဲ့ဘဝမှာပြင်ပအာယုတွေကအမြဲတမ်းနှိမ့်ဆက်နေတယ်နိုင်ကျင့်ခံတယ်အဲ့ဒီတိုင်းနေသွားရင်ဒီလူကအဲ့နိုင်ကျင့်ခံရင်လည်းသိရမှာပဲသိရမှာပဲအဲ့ဒါကိုခုနပြောတယ်ဖခင်ကသူကအောင်မြင်ခဲ့ပြီးတဲ့ဇီနာအောင်မြင်ခဲ့ဘာဖြစ်လို့အောင်မြင်သူတိုက်ခိုက်ပလိုက်တာလေတင်ပါဟိုကအနိုင်ကျင့်တော့သူကတွန်းလှန်ပလိုက်တယ်တိုက်ခိုက်ပလိုက်တယ်အဲ့တော့အဲ့ဒါကိုပြန်ကြည့်နော်ပြန်ကြည့်ခုနတော့ကဘဝတွေမှာဒိဋ္ဌာဆိုတဲ့လူချင်းနေကြတာလေရလေလူတွေပဲမဆုံးနိုင်လောက်သူလိုက်နေတယ်အဲ့ဒါဘာရဲ့တိုက်ခိုက်ခံရတာပစ္စည်းရဲ့တိုက်ခိုက်ခံတိုက်ခိုက်မှုခံငွေကြေးရဲ့တိုက်ခိုက်မှုခံဒုက္ခလေလိမ့်ခံလေအဲ့ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကသူ့ကိုယ်သူဒါဒီဟာကြီးကလာပြီးရိုက်နေတယ်နှိမ့်ဆက်နေတယ်ဆိုတာ तू မသိရင်မသိဘူးမတွန်းလှန်နိုင်ဘူးဆိုရင်လုံးဝကို तू ကပြိတ္တာဘဝပဲနော်ဒီအာယုန်တွေကနေပြီးတော့သူ့ကိုမင်းလာခဲ့ဒါကိုရအောင်ယူခေါ်တော့ तू မသိဘူးလေ तू မသိတော့ဟာလိုချင်တယ်ယူမယ်ဆုံးနိုင်သေးလားဆုံးနိုင်တော့ဗျာလိုမှမသိမဆုံးနိုင်တော့အဲ့ဒါခုနပြောတဲ့တခါမှလည်းပဲမပြေဆုံးပါလားပြိတ္တာတွေလိုပဲစားမယ်တောက်ရမယ်နော်ပြိတ္တာဆိုတာစားစရာသိစားခြင်းတာဘိုးမရှိအဝတ်သိလို့ခြင်းတာနေရမိနေရသိလို့ခြင်းတာအဲ့လိုလိုချင်နေတဲ့ဘဝအဲ့ပြိတ္တာဘဝဒါဟိုဘက်ကအာယုန်ရဲ့တိုက်ခိုက်ခံရတာအာယုန်ဆိုတော့စာသုံးဖြစ်သွားတယ်အဆန်ရဲ့တိုက်ခိုက်ခံရတယ်ပစ္စည်းဝတ္ထုရဲ့တိုက်ခိုက်ခံရတယ်ဒါမှမဟုတ်လူမှုပုံစံတွေရဲ့
တိုက်ခိုက်မှုကိုခံရတယ်ပြီးတော့ခံရတော့အဲ့နောက်ကိုမဆုံးနှမ်းလိုက်နေရင်သူကဘယ်တော့ပြေတော့မှာဘယ်တော့ပြီးတော့အဲ့ဒါသူကကြိတ်တာပေါ့ တင်ပါ ဘာလို့ဘာလုပ်ရမလဲတွန်းလှန်ရမယ်တိုက်ခိုက်ရမယ်တွန်းလှန်ရမယ်အဲ့ဒါနောက်တော့မှဘယ်လိုတိုက်ခိုက်အောင်ဘယ်လိုတွန်းလှန်ရမလဲအဲ့တော့မှဒီလိုကြိတ်တာဘောကဘယ်လိုလွတ်မလဲဆိုတာအဲ့ဒါဖြစ်လာလိမ့် တင်ပါ အဲ့တော့တန်ဖိုးကြည့်တဲ့အခါမှာတခင်နဲ့ကြုံဆိုတာတန်ဖိုးကအများကြီးกว่าတယ်တခင်ကတန်ဖိုးရှိတယ်ကြုံကဘာတန်ဖိုးမှမရှိဘူးနော်ကြုံကသူတို့မှာရှစ်ကကြုံကြေးပိုင်ကြုံပိုင်စနစ်တွေရှိတယ်ဒါတကဘာလုံးမှာရှိတာပုံရှိနေကြအခုတော့မှတိတ်တိတ်ပုံကြုံရှိကြတယ်ဟုတ်လားကိုတော့ငွေဝဲကြုံခေါ်တာပေါ့အခုလည်းပဲငွေနောက်လိုက်လို့ရှိရင်အဲ့ဒီငွေနောက်ကိုဘဝကိုပေးလိုက်ရင်ကိုကအဲ့ဒါငွေရကိုဝယ်သွားတာငွေဝဲကြုံမယ်ပစ္စည်းနောက်လိုက်ရင်ပစ္စည်းကြုံမယ်ဒီလိုပဲလူချင်းချင်းလိုက်ရင်တယောက်နဲ့တယောက်အဲ့ဒီလူရဲ့ကြုံတယောက်နဲ့တယောက်ပြန်လန်ကြေးကြုံဖြစ်ကုန်ကြတာအဲ့ဒါတဘာဝပြောပြတာနော်ဒါပေမဲ့ဒီလိုပဲဟိုတဘာဝမှာတော့ကိုတစ်ခေါက်ပြောခဲ့တဲ့ဝိသမလောဘမဖြစ်ရင်တော့ဒါသိပြီးတော့ကြုံခံရမရောက်ဘူးပေါ့ကြုံဖြစ်တော့မကြရဘူးပေါ့ပုံမှန်လေးလောက်ပဲလွတ်တော့မလွတ်ကြသေးဘူးမလွတ်ကြသေးပေမဲ့ကြုံဖြစ်တဲ့နုံနစ်တဲ့အခြေအနေမျိုးမရောက်ဘူးလို့ပြောရမှာပေါ့ဝိသမလောဘမဖြစ်ခဲ့တင်ပါဗျာဒါတော့ဒါဒီအာယုန်နေနောက်လိုက်နေရင်စိတ်တာဘဝခြေကျွံဘဝဖြစ်နေကြရတယ်ဆိုတာလေးဒါသိသွားပြီအဲ့မှာကျွံတဲ့သခင်နဲ့ဆိုရင်ကျွံကတန်ဖိုးမရှိသခင်ကတန်ဖိုးရှိတယ်တင်ပါအဲ့တော့ဒါဒီနောက်ကိုလိုက်ရင်လည်းကိုယ့်ဘဝအဆုံးခံမလားဘဝပြည့်ခံမလားစိတ်ဓာတ်တည်ပြည့်ခံမလားအဲ့ဒါတော့တဖြည်းဖြည်းစဉ်းစားသွားမှကိစ္စပေါ့စဉ်းစားသွားမှကိစ္စတင်ပါဒါပေမဲ့ဒီသူတို့ဘာကကိုယ်လာနှိမ့်ဆက်နေတော့ဒါတွန်းလှန်တိုက်ခိုက်မယ်ဆိုတာတော့ဒါတော့သိချာအာယုံတစ်ခုခုကကိုယ်လာနှိမ့်ဆက်ရင်စိတ်ဓာတ်ကိုလာနှိမ့်ဆက်ရင်အဲ့ဒီစိတ်ဟာငုံကနေလည်းဖြစ်တယ်သူ့ဘာသာသူပဲစိတ်ချင်းရဲသွားမှာပဲငုံမခံပဲနဲ့အဲ့ဒီအာယုံကိုတွန်းလှန်တိုက်ခိုက်လိုက်ရင်အဲ့ဒီစိတ်ချင်းရဲမှုကမလွတ်နိုင်ဘူးလားလွတ်နိုင်ပါလေဗျာအဲ့ဒါလုံးယူပါမယ်ဒါဟိုလူငယ်တွေသဘာဝတော့သိတာပါတယ်သူတို့လူငယ်သဘာဝမှာတစ်ခုခုသောဟာကိုလိုချင်လာတဲ့အတွက်ကြောင့်အသေးခံသွားတာတွေအများကြီးရှိတယ်ကိုတော့ကပြောခဲ့ပြီလေဟိုဝိသမလောဘမှာအတင်းအလွန်ကျူးဖြစ်သွားတာဒါမှဒါပဲဆိုပြီးတော့ဟိုရိုမီယိုတို့ဂျူလီယက်တို့သေသွားကြတယ်လေဟုတ်ပါအဲ့ဒါတယောက်နဲ့တယောက်အဲ့ဒါစိတ်ဓာတ်တွေဆွဲဆောင်ပြီးတော့စိတ်ကအဲ့ဒါအနှိမ့်ဆက်ခံလိုက်ရတာပေါ့တင်ပါဆိုရပါစို့သူတို့ဒါတကယ်စဉ်းစားတတ်မယ်ဆိုရင်အဒီတယောက်မဟုတ်နောက်တယောက်ပေါ့ကွာမြို့သားဖြစ်ဖြစ်မြို့သမီးဖြစ်ဖြစ်အများကြီးမရှိဘူးလားဖြစ်ပါတယ်ဗျာအဲ့ဒါတွန်းလှန်တိုက်ခိုက်နိုင်လို့ရှိရင်သူတို့အဲ့လိုဘဝမဆုံးကြရဘူးဒါသဘာဝမတွန်းလှန်မတိုက်ခိုက်နိုင်တော့အဲ့ဒီမှာတွေပဲစိတ်ကဒုက္ခပေးတော့စိတ်ဆင်းရဲပြီးတော့စိတ်ကအနှိမ့်ဆက်ခံပြီးတော့အဲ့ဒီစိတ်ဓာတ်နဲ့တွေပဲသူတို့ဘဝခန္ဓာကြီးကဆုံးသတ်သွားနော်ဘဝပြည့်သွားတယ်ဘဝတွေကပြည့်စည်သွားအချိန်မတန်ပဲနဲ့ပြည့်စည်သွားအချိန်မတန်ပဲနဲ့အဲ့ဒါခုနပြောတဲ့ဒီဘဝစိတ်ဓာတ်တွေကိုပစ္စည်းရာဝတ္ထုသို့မဟုတ်ငွေကြေးသို့မဟုတ်လူချင်းချင်းရနေအဲ့ဒါလွှမ်းမိုးသွားတာအနိုင်ကျင့်သွားတာအဲ့ဒါကိုသိပြီးတော့တွန်းလှန်နိုင်မယ်တိုက်ခိုက်နိုင်မယ်ဆိုလွတ်သွားလိမ့်မယ်လွတ်မြောက်သွားလိမ့်မယ်ဒီတော့ဘဝနဲ့ဒီတန်ဖိုးနဲ့အခုအောင်မြင်မှုရဖို့နဲ့တွန်းလှန်တိုက်ခိုက်ဖို့ဆိုတဲ့ဟာတွေကအဲ့ဒါတွေကပေါ်ရန်သဘောတရားအဖြစ်တော့သိသွားပြီသိသွားတော့တရားကသူဒီလိုအောင်မြင်ခဲ့တာဘာဖြစ်လို့အောင်မြင်ခဲ့တာလဲသူလဲတိုက်ခိုက်ခဲ့လို့အောင်မြင်ခဲ့တာဘလို့တိုက်ခိုက်လဲတိုက်ခိုက်ရေးနီးပြူဟာတွေကိုပြောပြတိုက်ခိုက်ရေးနီးပြူဟာတွေပြောပြတော့ဒါရှင်းပါတယ်ဒီဟာလောဘကိုတိုက်ခိုက်ဖို့အတွက်ဒါနဆိုတာသူကပြောပြလိုက်တယ်လောဘကိုတိုက်ခိုက်ဖို့အတွက်ဘာပြောပြဒါနကိုပြောခဲ့ပါလေဗျာဒါနသူလူတွေကယူဖို့ပဲစဉ်းစားနေတာဒါနဆိုပေးလိုက်ပါယူတာလိုချင်တာနော်ပေးတာကမလိုချင်တော့တာပေးလိုက်ပါအဲ့တော့ဒီအကျင့်လေးလုပ်ပြီးတဲ့ဒီအကျင့်လေးလုပ်ပြီးယူချင်တယ်ဟိုပြိတ္တာတွေကဘယ်တော့မှပေးမှာမဟုတ်ယူချင်တယ်ရသမျှယူချင်တယ်မလောက်ဘူးလေသူတို့က1000ရှိလည်းမလောက်1000ရှိလည်းမလောက်သိန်း1000ရှိလည်းအဲ့ဒီလူမလောက်ဘူးသိန်းပေါင်း1000ရှိလည်းမလောက်သိန်းပေါင်း3သိန်းရှိလည်းမလောက်ဘူးသူတို့ကဒါသူပြိတ္တာဖြစ်သွားတယ်အဲ့တော့ရသမျှထပ်မယူချင်ဘူးလားယူချင်တာကိုတိုက်ခိုက်ဖို့အတွက်ကြတော့ဘာလို့ဒါနပြန်ပေးရတယ်ပေးဆိုတာရှိသမျှအကုန်ပေးခိုင်းတာမဟုတ်ဘူးအဖေကမြည်စီမာပရိပရာဆိုပြီးတခြားတနည်းတလမ်းမှာအဲ့ဒီပြင်စာဝဂိ9ဦးကိုခေါ်တဲ့ဓမ္မစကြာမှာမြည်စီမာပရိပရာ
ပေးတဲ့အခါမှာဉာဏ်နဲ့စဉ်းစားပြီးပေးသမ္မာဒိဋ္ဌိဉာဏ်နဲ့စဉ်းစားပြီးပေးသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဉာဏ်ပါတယ်အတွေးပါတယ်ဉာဏ်မပေးခိုင်းဘူးသူကဒီစီမှာပြိပ္ပာကြကြနော်အဲ့ဒီမှာသတိထားပြီးပေးကြိုးစားပြီးပေးစိတ်ကလေးကိုအဲ့ဒီထဲမှာစိတ်ပါလက်ပါနဲ့ပေးနော်စိတ်ပါလက်ပါနဲ့ပေးစိတ်ကောင်းစေတနာကောင်းနဲ့ပေးနော်စိတ်လေးကိုငြိမ်ငြိမ်လေးထားပေးစိတ်မလှုပ်ရှားနဲ့အဲ့ဒါမက်ကင်ခေါ်တယ်သူကအဲ့ဒီလမ်းကြောင်းလေးနဲ့သူကဒါနနဲ့တွဲပေးထားတယ်သူကအဲ့ဒီလို့ဆိုရင်ဟိုတိုက်ခိုက်တာဟိုလောဘကိုလိုချင်မှုကိုတိုက်ခိုက်တာလိုချင်မှုကိုတိုက်ခိုက်ဖို့အတွက်ဒါနနဲ့ပြန်ပေးရတယ်ပြီးတဲ့အခါမှာလည်းပဲညံတုံးဘာမှမစင်မစားပဲနဲ့ရောအိပ်ပြီးရောဆိုပြီးအဲ့လိုမလုပ်ပါဘူးပြီးတဲ့ဒါနမှာလည်း၅ခုထည့်ထားရတယ်ဗာလဲသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာသတိသမ္မာဝါယမသမ္မာသမာဓိမြန်မာလိုပြောရင်စဉ်းစားစားနဲ့နော်စဉ်းစားနဲ့စဉ်းစားပြီးတော့အတိညာဉ်လေးနဲ့ပေးပါအတိညာဉ်လေးနဲ့စဉ်းစားပြီးပေးပါပေးတာပေးလို့ရတယ်လေအရက်သမားကိုလည်းကိုပတ်စံပေးလို့မရဘူးလားရတယ်ဒါပေမဲ့ဒီကောင်ရက်တော့မှရက်တော့ရင်သူလည်းမကောင်းကိုလည်းမကောင်းအဲ့ဒါမျိုးမပေးရဘူးနော်အဲ့ဒါမျိုးမပေးရဘူးကလေးတွေအခုကလေးတွေ15 6နှစ်သူတို့ဘာမှမသိတတ်သေးဘူးပတ်စံပေးတော့ပေးရမှာအများကြီးပေးလို့ရလားမရဘူးစိတ်မချရသေးဘူးပါဠိတွေပြောရင်တတ်တာယုံကြည်မှုအကောင်ယုံကြည်လို့မရသေးဘူးဟုတ်ပြီအိမ်တော်သားကြိုက်20စိတ်ဖြစ်သွားပြီပြင်းရင်သွားပြီစိတ်ချသွားပြီသိန်း100လည်းပေးလို့ရတယ်သိန်း1000လည်းရောမင်းတို့ယူလိုက်တော့စိတ်ချသွားတဲ့အချိန်ပေးလို့မရဘူးလားဟုတ်တယ်73လေး5နှစ်လေးတွေပတ်စံသိန်း100နေရသတ်ပေးလို့ရမလားမရဘူးဗျစဉ်းစားပြီးပေးဆိုတာအဲ့ဒါကိုပြောတာဉာဏ်နဲ့စဉ်းစားပြီးပေးဆိုတာအဲ့ဒါကိုပြောတာနော်ယုံကြည်လို့ရှိရင်အပြတ်တာပေးလိုက်သူ့ဘာသာသူဒါသူတို့သွားမယ်မယုံကြည်ရသေးရင်စိတ်မချရသေးမပေးသေးနဲ့ဒီလိုပဲလုပ်ရတယ်သူကအဲ့ဒါကိုမြေစီမှာပြိပ္ပာဆိုပြီးတော့တစ်ခါပြန်ပြောပြတယ်ဒါခုနပြောတဲ့မူရင်းကတော့ပေးဖို့ကဘာဖြစ်လို့လဲပေးရင်လောဘကိုနှိမ်နှင်းမယ်သူကခုနပြောတဲ့လိုချင်တဲ့ຢာတွေသူ့ကို break အုပ်တိုင်းတာသူကလိုချင်တာကနေဘာဖြစ်လာလဲပေးချင်တာဖြစ်လာလိုချင်မှုကိုတိုက်ခိုက်တာအဲ့တခုပဲရှိတယ်လိုချင်မှုကိုဘာနဲ့တိုက်ခိုက်ရလဲပေးခြင်းနဲ့ပေးချင်တာနဲ့တိုက်ခိုက်ရတယ်အဲ့ဒီတခုတော့ပြောလို့မရသေးဘူးနောက်မှရှိသေးတယ်လိုချင်မှုကိုတိုက်ခိုက်လို့ရတာရှိသေးတယ်ဥမာပြင်ဟိုချိုပြောလိုက်ရင်တော့အနိစ္စဆိုတဲ့ဝိပဿနာဉာဏ်နဲ့လိုချင်မှုကိုတိုက်ခိုက်ယူလို့ရမလိုချင်တော့ဘူးတော့ကြပြတ်သွားမှာဒါကြီးရဲ့ပြတ်မှာငါမလိုချင်တော့ဘူးဆိုပြီးအဲ့လိုတိုက်ခိုက်လို့ရသေးတယ်ဒါဟိုအနိစ္စဝိပဿနာဉာဏ်ကျမှရောက်သူဒါနနဲ့လိုချင်မှုကိုတိုက်ခိုက်လို့ရတယ်နောက်သီလနဲ့ကြတော့သူတစ်ပါးကိုထိခိုက်အောင်သူတစ်ပါးကိုနစ်နာအောင်လှုပ်ချင်မှုကိုတိုက်ခိုက်လို့ရတယ်သူကငါနဲ့ပတ်သက်လာရင်အဲ့ရမရရင်ချကွာဟုတ်လားကြည့်ရင်ငါကတော့ချလိုက်မှာပဲဆိုပြီးဒေါသတွေနဲ့တတ်တာတွေခိုးတာတွေလိန်တာတွေကောက်တာတွေအကုန်လုပ်ကြတယ်အဲ့တော့အဲ့ဒီလိုသူတစ်ပါးကိုထိခိုက်အောင်သူတစ်ပါးပြည့်စည်အောင်အဲ့ဒါကိုရှောင်ဖို့အတွက်ကြတော့ဒေါသစိတ်တွေဒီဘူးရရန်ကားပြီးတော့အတိညာဏ်တုံးတဲ့မောဟစိတ်တွေကိုတိုက်ခိုက်ဖို့အတွက်ကြတော့ဒီလောက်တစ်ခါထပ်ပြီးတယ်တင်ပါဗျာဟောခုနလိုချင်စိတ်လောဘကိုတိုက်ခိုက်ဖို့ဒါနကိုပြောထားတယ်ဒါနလိုချင်တာကိုပေးချင်တာလေးနဲ့သူ့ကိုတဖြည်းဖြည်းလျှော့ချပါနော်တဖြည်းဖြည်းလျှော့ချဒါပေမဲ့အဲ့ဒီလိုချင်မှုမှာရောပေးချင်မှုမှာရောညီစီမှာပြိပ္ပာတော့ကြပါစေတချို့ကမသိဘူးလေငါအတွက်မလိုဘူးကွအကုန်လုံးပေးလိုက်မယ်အကုန်လုံးပေးတော့တစ်ဖက်ကိုပေးလိုက်တော့ဟုတ်ပဲကိုယ့်ဘက်မှာမရှိတော့ရင်ကိုယ်လည်းဒုက္ခမရောက်ဘူးလားဟုတ်တယ်ဗျာအဲ့ဒါစဉ်းစားပြီးပေးဆိုတာအဲ့ဒါကိုပြောတာသူ့ဘက်ကိုယ့်ဘက်ကြည့်ပေးခိုင်းတယ်ပြီးတော့ပေးကိုယ့်ဘက်လည်းမကုန်စေနဲ့ဒီလိုလုပ်ရတယ်ခုနပြောသလိုကဒါကြည့်ရင်လောဘဖြစ်တယ်အကုန်ပေးလိုက်กว่าဆိုအဲ့ဒါကြတော့အစွန်းတစ်ဖက်ကိုရောက်သွားပြန်အဲ့ဒါကြတော့အတိညာမရှိတဲ့ဘက်ကိုတစ်ခါရောက်သွားပြန်အဲ့တော့ခုပြောတာလေးကလိုရင်းဟာဒီလောဘဒါနနဲ့တိုက်ခိုက်ပါနော်ဒေါသတွေမောဟတွေမာနတွေအတိညာတုံးတာတွေကိုဒီသီလတို့ဘာဝနာတို့နဲ့တိုက်ခိုက်ပါအဲ့ဒီလိုပြန်ဖြည့်ရှင်းယူပါတယ်သူကတွန်းလှန်ပြရတယ်ဒါစိတ်ထဲမှာပဲဖြစ်တာနော်လိုချင်တဲ့စိတ်နဲ့ပေးချင်တဲ့စိတ်ကဘယ်မှာဖြစ်တာလဲစိတ်ထဲမှာပဲဖြစ်တာသူရောနှိမ့်ဆက်ချင်တာနဲ့မနှိမ့်ဆက်ချင်တာဘယ်မှာဖြစ်တာလဲစိတ်မှာပဲဗျာစိတ်မှာပဲဖြစ်တာစိတ်ထဲမှာပဲပြန်တိုက်ခိုက်ယူရတာစိတ်ထဲမှာပဲပြန်တိုက်ခိုက်တွန်းလှန်ယူတာသူများကတိုက်ခိုက်ခိုင်းတာသူများထိခိုက်ခိုင်းတာမဟုတ်ဘုန်းကြီးနဲ့လည်းဘာမှမဆိုင်ဘူးတီလာရှင်နဲ့လည်းဘာမှမဆိုင်ဖျားနဲ့လည်းဘာမှမဆိုင်ဘယ်ပုဂ္ဂိုလ်ဘယ်တတ္တဝါဘယ်အဖွဲ့အစည်းနဲ့မှဘာမှမဆိုင်နော်ဘယ်အဖွဲ့အစည်းအောင်မင်းတို့မကောင်းလို့မင်းတို့ငါတော်လမ်းမှာမဟုတ်ဘူး
ကိုယ်စိတ်ထဲကကိုဖြစ်နေတာကိုပြန်တိုက်ခိုက်ခိုင်းတာတိုက်ခိုက်ခိုင်းတော့အဲ့ဒါဒါနတိလဘာဝနာလေးနဲ့အဲ့ဒါလေးနဲ့တိုက်ခိုက်ပေးရတယ်ဒါလေးကသိတမျောတာတမျောရင်ပေးလိုက်ဆိုဒါပေမဲ့ကိုယ့်အတွက်ကိုချမ်းပေးဦးနော်သူရောကိုရောဒါခေါင်းခါခြေလက်ကအကုန်တူတူပဲမျက်စိနားနှာခေါင်းရှာခေါင်းခါခြေလက်ကအကုန်တူတူပဲအဲ့တော့သူစားတတ်တယ်လို့ကိုလည်းစားတတ်တာပဲကိုစားတတ်တယ်လို့သူလည်းစားတတ်တာအဲ့တော့သူ့ကိုကြီးပဲအကုန်မပေးနဲ့ကိုယ့်အတွက်လည်းချမ်းထားမချမ်းထားဘူးလားချမ်းထားတယ်ဗျကိုယ့်အတွက်ငါရဖို့ဆိုပြိတ္တာလို့လည်းမဖြစ်စေနဲ့ကိုပူလောက်တဲ့ထင်ပေးလိုက်ပူလောက်တဲ့ထင်ဘာလို့လဲပေးလိုက်အဲ့ဒါဖျားဖြစ်ဖို့အတွက်ကျင့်စဉ်တော့လာမထဲနဲ့နော်ဖျားကတော့တခါတည်းအသက်ခန္ဓာတွေလူပစ္စည်းတွေရှိသမျှအကုန်လူသူကဒါဖျားဖြစ်ဖို့အတွက်သူအတွေ့အကြုံယူရတာနော်သူရဲ့အတွေ့အကြုံယူရတာဒီလိုလှုပ်ဖူးတော့မှဒီလိုသိမှာအဲ့ဒါကိုကအဲ့ဒါလှုပ်เสียမလို့ကိုသိเสียလည်းမလို့ကိုကဖျားဖြစ်ဖို့မဟုတ်ဘူးစိတ်ထဲမှာခုနပြောသလိုသူ့ဘက်ကိုယ့်ဘက်ရှင်ပြေပြီးတော့စိတ်တွေကအေးချမ်းသွားဖို့တောကကင်းသွားဖို့အဲ့ဒါအပေးယူကိစ္စတွေမှာအဲ့ဒီလိုမက်ကင်လေးထည့်ပေးရတယ်ညံလေးထည့်ပေးစိတ်မချသေးမပေးသေးနဲ့စိတ်ချရင်ပေးလိုက်ပါပြီးနော်အဲ့ဒါဆိုရင်အဲ့ဒါတော့တွက်တာတင်ပါဗျတွက်တာတော့ဒီကအဖြစ်လူတွေမှာဥပမာပေးထားတယ်တရားကဒီဘက်ကစိတ်ထားလွတ်လပ်အေးချမ်းဖို့ငွေကြေးတွေကခန္ဓာကိုယ်အောက်နေရည်တွေမှာအေးချမ်းစွာနဲ့ဖြည့်ရှင်းနိုင်ဖို့တင်ပါဒီနှမျိုးတဲ့ပတ်စံနဲ့တရားအတူတူပဲပတ်စံရတော့ယူထားပြီးရင်လိုတဲ့အခါမှာသုံးလို့ရတယ်တရားကြားတော့နားထောင်တာသိထားလေ့ကျင့်တာအရေးကြုံလာတဲ့အခါမှာစိတ်ဘူးစိတ်ညစ်တွေနဲ့ကြုံရတော့မယ့်ချိန်ခါမှာအဲ့ဒါကသုံးလို့ရတယ်ပတ်စံရှိဖို့နဲ့တရားသိဖို့ပတ်စံရှိရင်ဇာဝနေကျမကြီးတွေအတွက်ထောက်ကူဖြစ်မဲ့ခန္ဓာကိုယ်ကိစ္စတရားသိရင်စိတ်ဘူးစိတ်ညစ်စိတ်ဆင်းရဲမှုတွေကနေဖြေရှင်းနိုင်မယ်ဒါကစိတ်ကိစ္စဒီနှစ်ခုတည်းအဲ့တော့အဲ့မှာစိတ်ဘူးအေးရအောင်ခုနပြောတဲ့ပတ်စံရှိတဲ့ပုဂ္ဂိုလ်ကဒါဖို့နေဖို့ဝိုးဖို့အတွက်သူစိတ်မအေးရဘူးလားစိတ်အေးရတယ်ဗျစိတ်အေးရအဲ့ဒီမှာစိတ်အေးအောင်နောက်ထပ်အထက်လို့လေပတ်စံရှိတိုင်းစိတ်အေးသလားဆိုတော့အဲ့ဒါမအေးဘူးအတိညာရှိရင်မအေးပြန်ဘူးသူကရှိတာကုံသွားမှပူတာနဲ့ရှိတာကိုထပ်လို့ခြင်းရတာနဲ့မလောက်သေးဘူးထင်တာနဲ့အဲ့ဒီလိုသူကအဲ့ဒီလိုတွေစိတ်ဘူးပြဖြစ်တတ်ကြတယ်လူတွေကဓမင်းစားတာဘာဖြစ်လို့စားလဲဆိုတော့အသက်ရှင်ခြင်းလို့အသက်ရှည်ခြင်းလို့စားတာလေဟောဓမင်းစားမှအသက်ရှည်ကြမှာဘူးစားတိုင်းရှည်သလားဆိုတော့စားနေပြီးသေသွားတာတွေမရှိဘူးလားရှိပါဗျစားရင်းနဲ့အဲ့ဒီစားနေယောဂဖြစ်ပြီးသေတာတွေမရှိဘူးလားရှိပါတယ်ဗျအသက်ရှည်ဖို့စားတာလည်းပြောသေးတယ်စားလို့ဘာဖြစ်လို့သေသွားလဲအဲ့ဒါခုနပြောတဲ့အတိုင်းစားမရှိဒါကိုမစီမခန့်ခွဲတတ်လို့အတိုင်းစားမရှိလို့မစီမခန့်ခွဲတတ်လို့နော်ပိုသွားတာရှိမယ်လိုသွားတာရှိမယ်ပိုသွားရင်လည်းဒုက္ခရောက်မယ်လိုသွားရင်လည်းဒုက္ခရောက်တယ်ဒီလိုပဲတဲ့နော်ဒါဒီအစားကအသက်ရှည်ဖို့စားရဲဆိုပေမဲ့စားတတ်မှအသက်ရှည်တယ်စားတတ်မှအသက်ရှည်ဒါသဘာဝထုံးစံတိုင်းအဲ့လိုပဲဒီငွေကြေးတွေရှိရင်တောင်းနေကြမှာရအဆင်မပြေဘူးလားအဆင်ပြေနိုင်တယ်အဲ့ဒါစီမံတတ်မှစိတ်ထားတတ်မှအဆင်ပြေတာမစီမံတတ်စိတ်မထားတတ်ရင်ခုနပြောသလိုပဲအမင်းအသက်ရှည်ဖို့စားရင်းနဲ့သိသလိုအဲ့လိုဖြစ်တတ်တယ်သမင်းမီးရေဒီပညာရပ်ပိုင်းဆိုင်ရာတွေကမသုံးတတ်ရင်အဲ့ဒါရန်သူတွေကြီးပဲသမင်းတို့မီးတို့ရေတို့ကိုတတ်တဲ့အတတ်ပညာတို့ကမသုံးတတ်ရင်အဲ့ဒါကိုဒုက္ခပေးမဲ့ရန်သူတွေတဲ့အဲ့ဒါဓမ္မပဒမှာပြောထားတာရှိတယ်သမင်းမီးရေဒါမသုံးတတ်ရင်ဒါရန်သူဖြစ်သွားတယ်သုံးတတ်ရင်တော့မိတ်ဆွေအဲ့ဒါဒီငွေကြေးပစ္စည်းဥစ္စာအတ္တပြားတွေကလည်းဒီတိုင်းပဲနော်ဒီဘဝခန္ဓာကိုရထားတဲ့ခေါင်းခါခြေလက်နောက်ဆုံးကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ဓာတ်တွေဟာလည်းပဲသုံးတတ်ရင်တော့မိတ်ဆွေပဲမသုံးတတ်ရင်တော့ရန်သူဖြစ်တတ်တယ်အဲ့တော့ခုပြောတာတွေကနည်းနည်းများတဲ့ခါကျတော့ရှုပ်ထွေးလာတယ်အားထောင်တဲ့သူတွေကပဲလိုက်လို့လိုက်မှသိမှာမဟုတ်ဘူးအဲ့တော့လူရင်းလေးတစ်ခါနည်းနည်းပြန်ကြည့်မယ်လူရင်းလေးကြည့်တဲ့ခါကျတော့စိတ်အေးရအောင်အဓိကသွားနေကြတာဘာအေးရဘူးလဲစိတ်အေးဖို့အတွက်ပေါ့ဗျာစိတ်အေးဖို့အတွက်ကအဲ့ဒါတွက်တက်ချက်တက်ရှိရတယ်သူကချက်တက်ရတယ်ဒီမှာဒီတို့တခါစကလုံးလေးတစ်လုံးကြားဘူးတာရှိတယ်
ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့သူက financial freedom ဆိုပြီးတော့သုံးထားတယ်သူက financial freedom ဆိုတာငွေကြေးနဲ့ပတ်သက်ပြီးစိတ်တော့ကမရောက်ခြင်းလို့သူအဲ့လိုပြောတယ်နော် financial freedom ဟုတ်လားအဲ့ဒါကြားဘူးလား တတိတော်မကြားဘူးဟုတ်လိမ့်မယ်နဲ့တူတယ် ဘောကပေတာဘောကပေတာ ဘောကပေတာဘယ်လိုရှိလဲ အဲ့ဒါလေးမှတ်ထားပေါ့သူက financial freedom ဆိုတာဘယ်လိုလဲဆိုတော့ကိုမခဲ့ရဟုတ်လားဟင်ကြည့်လားပါလား အော် သုံးလုံးမှားမှာဆိုလို့မမှားတော့မမှားပါဘူးဒါပေမဲ့ဟိုနောက်တော့ဒီမဟုတ်ရင်တော့ပြန်ထောက်ပြရပါပြန်ထောက်ပြရပါတင်ပါအဲ့တော့ဥမာဖြင့်ဦးဇင်းတို့ဟိုပေါ့ဒလမှာတသိန်းသုံးနေဆိုရင်ဘာသာတသိန်းရထိုင်အဲ့ဒီဒလအတွက်စိတ်မအေးရဘူးလားအေးရတယ်စိတ်အေးရတယ်12သိန်းရထိုင်တစ်နှစ်စာစိတ်မအေးရဘူးလားအေးရတယ်သိန်း120ရထားရင်10နှစ်စာစိတ်မအေးရဘူးတင်ပါအေးပါအဲ့ဒါကိုသူကအဲ့ဒါ financial freedom ခေါ်တယ်ငါတော့မပူတော့ဘူး10နှစ်စာမပူတော့ဘူးတစ်နှစ်စာမပူတော့ဘူးတစ်လစာမပူတော့ဘူးတရက်စာမပူတော့ဘူးအဲ့ဒီလိုပြောတာအဲ့ဒါတင်ပါအဲ့ဒါကြတော့ခုကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကိုယ့်ရဲ့သုံးစိတ်အဲ့ဒါလေးချိန်ကြည့်ရတယ်ချိန်ကြည့်လိုက်လို့ရှိရင်ကိုယ့်ဖတ်တာကိုသိပါတယ်ကိုတစ်လလောက်တော့ကိုဘယ်လောက်သုံးတာဘယ်လောက်ရှိရင်လောက်တာပေါ့အဲ့ဒီလောက်ကလည်းလက်ထဲရှိနေပြီတစ်လစာရှိနေပြီတစ်လစာစိတ်မအေးဘူးလားအေးပါတယ်အဲ့ဒါ financial freedom ခေါ်တယ်တစ်လအတွင်းပျော်ပျော်ကြီးနေလို့ရတယ်ငွေကြေးအတွက်ပူစရာမရှိတော့ဘူးညာနဲ့ပတ်သက်ပြီးစိတ်ပူစရာမရှိတော့ဘူးသူ့အတွက်လုံလောက်ပြီအဲ့ဒါကိုပိုင်းခြားဝေဖန်ကြည့်ရတယ်သူကနော်ပိုင်းခြားဝေဖန်ကြည့်ရဒါပေမဲ့လူတွေကအဲ့ဒါတခုမှမလုပ်ကြခုနပြောတယ်သိန်း100ရတယ်မလောက်ဘူး1000ရတယ်မလောက်ဘူး1000ရတယ်မလောက်ဘူးတကယ်သုံးနိုင်လားဆိုတော့ဘယ်သူမှမသုံးနိုင်ဘူးရှုံးတဲ့ကောင်တော့မရဘူးရှုံးတဲ့ကောင်တော့လာထားပဲသူကသူဘာလာသူကတော့ကုန်မဲ့ကောင်သူကတော့ဘာမှအတိညာမရှိတဲ့ကောင်အဲ့ဒီလိုဟာတော့စရင်နဲ့ထက်တွက်လို့မရဘူးနာမန်ပုဂ္ဂိုလ်တွေအနေနဲ့ဆိုရင်ခုနလိုကိုငွေကြေးကိုကိုယ့်အလိုဆိုစီမံခန့်ခွဲထားရင်အဲ့ဒါစိတ်မအေးရဘူးလားစိတ်အေးရတယ်စိတ်အေးရတော့ပါဠိလိုပြန်သောကမရှိတော့မပူတော့ဘူးစီမံခန့်ခွဲပြီးသွားပြီပြေဆုံးသွားပြီလုံလောက်သွားပြီဒီလောက်ရှိရင်ရပြီဆိုပြီးတော့ကဲဟုတ်ပြီအဲ့ဒါဆိုရင်အဲ့ဒီလိုရှိလို့ပတ်စံရှိလို့သဘောတရားသိလို့စိတ်အေးရတယ်ဆိုရင်အဲ့ဒီပတ်စံနောက်သူထပ်လိုက်အောင်မလားလိုက်တော့သူ limit သူသိနေပြီနော်ထပ်လိုက်ရလို့သေးတာမလို့တော့ဘူးဆိုရင်ခုနပတ်စံနောက်ဒါလိုက်နေတဲ့ပြိတ္တာတွေအဲ့ဒီပြိတ္တာတွေဘဝကနေမလွတ်သွားဘူးလားလွတ်သွားတယ်ခင်ဗျအဲ့ဒါပဲဘဝတန်ဖို့မြင့်သွားပြီအေးသေးပဲသူ့ကိုပတ်စံနဲ့မြားလို့မရတော့ဘူးငွေကြေးနဲ့မြားလို့မရတော့ဘူးယာရုအာဏာနဲ့မြားလို့မရတော့ဘူးအတတ်ပညာတွေဒီပစ္စည်းဥစ္စာတွေနဲ့မြားလို့မရတော့လူချင်းလည်းမြားလို့မရတော့မြားလို့ရတော့မလားမရတော့ဘူးဗျာမရတော့ဘူးသူကမရတော့ဘူးအဲ့ဒါဆိုရင်ခုပြောတယ်ကိုပြိတ္တာဘဝလွတ်အောင်မလုပ်မယ်တရားတော့ဒီဘက်ကဒါနလို့ပေးတယ်ဟုတ်ပြီဒါနပေးပါဆိုတော့ပေးရင်လိုချင်တာတွေကတဖြည်းဖြည်းလျော့သွားမယ်ကာမပရိတ္တထားသလိုပဲမောင်းတော့သွားတယ်ဒီပါနင်းတော့ကားသွားတယ်ဒီပါလေးလျှော့ပြီးဘရိတ်လေးကိုနင်းလိုက်တဲ့ခါကျတော့ဒီပါနဲ့ဘရိတ်ဘက်ကိုပြောင်းနင်းလိုက်တော့ကားအချိန်မလျော့သွားဘူးတော့ပါအဲ့ဒါခုနဟိုကလောဘနဲ့ဒီဘက်ကဒါနနဲ့အဲ့ဒါချိန်ထားပေးတာပြောမဟုတ်ရင်လောဘနှိမ့်ဆက်မှာလောဘစိတ်ကိုနှိမ့်ဆက်မှာမင်းတို့နှိမ့်ဆက်မခံနဲ့တွန်းလာဒါနနဲ့တွန်းလာယူခြင်းကိုပေးခြင်းဖြင့်တုတ်ပြန်ဒါပေမဲ့အဲ့ဒီမှာအစဉ်ချင်းမရှိအတိညာမရှိတော့မလုံးနဲ့နောက်မှသီလဘာဝနာဆိုတာရှိသေးတယ်သီလဆိုတာသူလည်းမထိခိုက်အောင်ကိုလည်းမထိခိုက်အောင်ဘာဝနာဆိုတာအတိညာလေးနဲ့အလုံးလုံးအဲ့ဒါလေးနောက်ကနေထပ်လိုက်ပြီအဲ့ဒါနဲ့တိုက်ခိုက်အဲ့လိုတိုက်ခိုက်ခိုင်းလိုက်တော့အခုဦးဇင်းတို့ရှင်းပြလိုက်တဲ့အခါမှာစိတ်အေးအောင်လှုပ်ထားလို့ရှိရင်စိတ်အေးသွားတဲ့အတွက်ကြောင့်သူပြောတဲ့ရဖို့အတွက်ကြီးပဲလိုက်ပြီးတော့စိတ်ပူနေရတယ်ဟိုငွေကြေးရဲ့ရိုက်နှက်မှုကိုခံနေရတဲ့စိတ်ဓာတ်ပစ္စည်းဥစ္စာရဲ့ရိုက်နှက်မှုကိုခံနေရတဲ့စိတ်ဓာတ်လူချင်းချင်းเนาะတယောက်နဲ့တယောက်ဆွဲပြီးတော့တခါတည်းအဲ့လိုရိုက်နှက်မှုကိုခံနေရတဲ့စိတ်ဓာတ်တွေကနေလွတ်မြောက်သွားတယ်အဲ့ဒါကတွန်းလှန်မှတိုက်ခိုက်မှဒီတိုင်းမတိလိုက်မတိဖာသာနေလို့ကတော့အဲ့ဒီဓာတ်တွေခံနေရမှာဘာမှသွားခံစိတ်ထဲမှာသွားစိတ်ထဲမှာခံရတော့အဲ့ဒီစိတ်ဒီပြိတ္တာစိတ်ဖြစ်ခြင်းဖြစ်မယ်အတူတကယ်စိတ်ဖြစ်ရင်ဖြစ်မယ်တရိစ္ဆာန်စိတ်ဖြစ်ရင်ဖြစ်မယ်နောက်ဆုံးဓာကြီးနဲ့စိတ်ထဲမှာခေါင်းရှုပ်ပြီးတော့နော်ခေါင်းရှုပ်ပြီးစိတ်ညစ်နေလို့ရှိရင်သူဟာငရဲ
ဘာဆန်လည်းရှိတယ်စားစရာလည်းရှိနေစရာလည်းရှိဘာမှပူစရာမရှိဘူးကျမ်းမာရေးလည်းကောင်းတယ်ဒါပေမဲ့ငါစိတ်ညစ်လိုက်တာဆိုတဲ့လူတွေအများကြီးရှိတယ်ဆက်နေရဲလေသူစိတ်ညစ်စိတ်ဆင်းရဲနေတယ်ကောင်းကောင်းမစားနိုင်ကောင်းကောင်းမိုးနိုင်ကောင်းကောင်းမသုံးနိုင်နဲ့အားကြောင့်လဲဆိုတော့နာမည်တွေတက်ပြီးလာမှာပဲပတ်စံကြောင်းလို့လည်းနာမည်တက်လာမယ်ဟိုပြည့်စည်လေးကြောင်းမို့ကွာတောင်ဟိုလူကြောင်းမို့ကွာသားသမီးကြောင်းမို့ကွာမိဘကြောင်းမို့ကွာဖေမေကြောင်းဟိုအဖွဲ့စည်းကြောင်းမို့ကွာအဲ့ဆိုအဲ့ဒီလိုတွေလာနေလိမ့်မယ်တင်ပါအဲ့ဒါဆိုရင်စိတ်ကငရဲဖြစ်ရင်ဖြစ်မယ်ဟိုအောက်တန်းကြယုံမာပြီးတော့စိတ်ဆန်စိတ်ဖြစ်ရင်ဖြစ်မယ်လူချင်းလောဘတွေနဲ့ပြိတ္တာစိတ်ဖြစ်ရင်ဖြစ်မယ်ပျော်လိုက်လွတ်လိုက်ပျော်လိုက်လွတ်လိုက်နဲ့အဲ့ဒီလိုပင်မခံလိုက်ပျော်ရွှင်လိုက်နဲ့အတူတကယ်စိတ်ဖြစ်အဲ့တော့အဲ့ဒီဟာကိုလုပ်ဖို့အတွက်ဘုရားကပြောသွားတယ်လူရင်းပေးသွားတာတော့ဒါနသီလဘာဝနာဒါနသီလဘာဝနာပဲတဲ့အဲ့ဒါနသီလဘာဝနာအဲ့ဒါပဲအဲ့ဒီဟာလေးနဲ့ပဲဘဝကိုမြင့်ယူရဘိုးဘက်ကငရဲတိဋ္ဌံပြိတ္တာသူတကယ်ဘဝနေလွတ်အောင်ဒါနဲ့တိုက်ခိုက်ယူရတယ်အဲ့ဒါလို့သတိထားပြီးတော့နေ့စဉ်နဲ့မြနည်းနည်းစီနဲ့တိုက်ခိုက်သွားရင်ဟောနောက်တော့ရှင်းတော့ဘာလာပြဿနာမရှိတော့ဘဝတွေရောက်ဖို့ဘယ်တော့မှမရောက်နိုင်တော့ဘူးဘာလို့လဲအသိစိတ်ကတိသွားပြီတိသွားတဲ့သူကစိတ်ဆင်းရဲခံမလားမခံဘူးခင်စိတ်ဆင်းရဲမခံဘူးတိသွားသူကစိတ်ဓာတ်တွေကညစ်ပတ်အောင်မလားမညစ်ပတ်တော့ခင်မညစ်ပတ်တော့စိတ်ဓာတ်တွေအောက်တန်းမကြတော့ဘူးတိဋ္ဌာစိတ်မမွေးတော့ဘူးတိသွားတဲ့သူကဒေချာတိသွားတဲ့သူကမလိုအပ်တော့တဲ့အတွက်ကြောင့်ပြိတ္တာဆိုတဲ့လမ်းစဉ်မျိုးမလိုက်တော့ဘူးနောက်တစ်ခါအတူတကယ်ဆိုတဲ့ဟာဟိုရှာလိုက်ပြောလိုက်နဲ့ဒီလို level အခြေအနေမျိုးမှသူကမရောက်နိုင်တော့အဲ့တော့ဟိုဘဝတွေကလှုပ်ဖို့အတွက်ကဘာမှလှုပ်เสียမလိုပါဘူးဒီကဒါနသီလဘာဝနာနားလဲသဘောပေါက်ပြီးအဲ့ဒါလေးကိုအမြဲတမ်းစိတ်ထဲမှာထည့်ပြီးအလုံးလုံးသွားပေးရုံပဲတစ်ဖက်ဆောင်နေသွားလို့တော့မရဘူးနော်ဒါနကြီးပဲတခုတည်းဆောင်ပြီးပေးဆိုပေးကုံတော့ငတ်ဆိုရင်အဲ့လိုလုပ်လို့ရမလားမရဘူးခင်မရဘူးဟိုဘက်မှာအညာဒေသဘက်မှာတခါကြားဘူးတဲ့အဖိုးကြီးတွေဖွားကြီးတွေပတ်စံစုထားသိန်း100ထောင်လောက်ရှိတယ်ရတဲ့ဘုသွားလူပလိုက်တယ်ဟာသူတို့ချီးကျူးတယ်လူချီးကျူးတယ်ဒီလူတွေကအငတ်ခံပြီးတော့လူတာတင်ပါအဲ့ဒါအငတ်ခံပြီးတော့စုဆောင်ပြီးလူတာသူတို့ဘုရားတဲ့ကောင်းတယ်ပဲတွေ့တာသူတို့ဘာဖြစ်မဖြစ်လို့ဖြစ်မှမသိဘူးသိလားဘာဖြစ်မှဖြစ်မှဆိုတာမသိဘူးခင်မသိဘူးအဲ့တော့ဒါနဘက်ကတော့ဟုတ်တယ်ဒါသူလည်းကောင်းနေဒီလားဘာဝနာဘက်မှာကျတော့သူတို့ဘာမှနားမလဲတဲ့သူတွေဖြစ်သွားကြပြန်ဖြစ်သွားဘူးလားအဲ့လိုစွန့်စားလို့မရဘူးတဲ့ဒါနတစ်ခုတည်းရှိတာမဟုတ်ဘူးသီလဘာဝနာလည်းမရှိဘူးလားရှိတယ်ဗျာဘာဝနာဆိုတာကအဲ့ဒါအတိညာပဲလေဘာဝနာဆိုတာကအတိညာပဲမထဘာဝနာစိတ်ငြိမ်တဲ့အတိညာဝိပဿနာဘာဝနာစိတ်ကိုအပြတ်လွတ်လပ်သွားအောင်နော်ဝိပဿနာဘာဝနာမှာတော့အဆင့်မြင့်ဟောအထူးသိဆိုတော့အမီနာမတွေကိုကြော်လွှားသွားမယ်သဘာဝတရားကြီးစီရောက်သွားမယ်သဘာဝတရားတို့ရဲ့ဖြစ်မှုပြက်မှုကိုမရှိတော့တဲ့အခြေအနေကိုမြင်မယ်မရှိတော့လို့ငြိမ်အေးသွားတဲ့အခြေအနေကိုဆွဲယူနိုင်လိမ့်မယ်ဆိုတာအဲ့ဒါဝိပဿနာအဆင့်မြင့်အဲ့ဒီလိုသွားခုနလူတဲ့သူကအဲ့ဒီဝိပဿနာသူမထည့်နိုင်ဝိပဿနာကိုသူမသိဘူးဒါကိုသူကမစီမံတတ်ဘူးမခန့်ခွဲတတ်ဘူးရှိသမျှအကုန်လူလိုက်တဲ့ပုဂ္ဂိုလ်ဟာသီလဘာဝနာမှမပါရင်တစ်ဖက်ကိုရောက်သွားရင်တစ်ဖက်မှာထိခိုက်တာပဲဟိုမှာအကုန်ပုံလိုက်တဲ့အတွက်ကြောင့်သူတို့သာဝနေရေးတွေမှာမထိခိုက်သွားဘူးလားထိခိုက်သွားတယ်အဲ့ဒါသီလခေါ်တယ်သီလဆိုတာမထိခိုက်အောင်နေခိုင်းတာကိုချင်းစာစိတ်လို့သုံးတယ်ကိုချင်းစာစိတ်ဆိုတာကကိုလည်းကောင်းရမယ်သူလည်းကောင်းရမယ်ဆိုတာအဲ့ဒါကိုချင်းစာစိတ်ကိုလည်းကောင်းရမယ်သူလည်းကောင်းရမယ်ဆိုတာကိုချင်းစာစိတ်သူကောင်းပြီးတော့ကိုမကောင်းဘူးဆိုရင်လည်းအဲ့ဒါကိုချင်းစာစိတ်မရှိဘူးကိုကောင်းပြီးသူမကောင်းဘူးဆိုရင်လည်းပဲကိုချင်းစာစိတ်မရှိဘူးအဲ့ဒါကြည့်ရတယ်ဟိုတော့ဦးဇင်းတို့တစ်ခါကြုံဘူးတယ်ဩစတြေးလျရောက်တော့ဦးဇင်းပါပြောလဲဒီနာအေဂျင့်နဲ့ဒီမျိုးကချမ်းသာတယ်ဒီမှာဦးဇင်းတို့နေချင်းနဲ့ဆိုတော့သူတို့ကပါဘုန်းကြီးတရားဟောကြီးလောဘကြီးလိုက်တာကောင်းတာကိုလူချင်းတယ်ပေါ့ကောင်းတာနေချင်းတယ်ပေါ့အဲ့လိုသူတို့ကြတော့နေပြီးဘုန်းကြီးကြတော့ကိုနေချင်းတယ်လို့ပြောတာကိုသူကဒါလောဘဒေါသတွေသူကပြောတယ်အဲ့တော့ဒါပေမဲ့ဒဂုံကြီးကပါပြောလဲဒီတဲ့ဘုန်းကြီးရတဲ့ဥမာအဖြစ်ငါတို့သားသမီးဆိုရင်တဲ့ငါတို့ဒီမှာခေါ်ထားခြင်းမှာပဲတဲ့ခေါ်ထားခြင်းဘူးလားခေါ်ထားခြင်းခေါ်ထားခြင်းမှာပဲတဲ့နောက်တစ်ချက်ကငါတို့သားသမီးရတဲ့ဒီမှာနေခြင်းတယ်လို့ပြောရင်ငါတို့ပဲအပြစ်တင်မလဲတဲ့အခုဘုန်းကြီးကနေခြင်းတယ်လည်းပြောသူတို့ကပါပြောလဲအပြစ်တင်တယ်သူတို့ကြတော့နေပြီးကိုကြတော့နေခြင်းတယ်ပြောတာကြတော့
သူတို့အပြည့်တင်တယ်အဲ့ဒါဘာစိတ်မရှိတာ ကိုချင်းစာစိတ် မဟုတ်ကိုချင်းစာစိတ်မရှိတာ မရှိอ่ะ ကိုချင်းစာစိတ်ကြီးကိုကတော့နေတယ်သူများနေခြင်းတယ်ဆိုတော့ကောင်းတဲ့နေရာလေးနေရရင်ကောင်းတာပေါ့ဆိုတော့အဲ့ဒါကြတော့မှဘာစိတ်ရှိတယ်ခေါ်တယ် ကိုချင်းစာစိတ်ရှိอ่ะ ကိုချင်းစာစိတ်ရှိတယ်အဲ့ဒါပြောတာဟိုတရားတော့သဘောပေါက်ပါတယ်ဒါငါတို့ဆွေမျိုးငါတို့ညီကိုမောင်နှမဆိုရင်ငါတို့ကဒါဒီလိုနေစေချင်မှာပဲနေစေချင်တာပေါ့ဆိုတာအဲ့ဒါသူတို့ကပုံမှန်စိတ်ထားဟိုကတော့ပြောတယ်ခုနပြောတဲ့ဟာပေါ့ဒီနာမည်နဲ့ကြည့်ပြီးတော့ဒါဒီလိုမပြောသင့်ဘူးဒီလိုမလုပ်သင့်ဘူးဆိုတာဖြစ်တယ်အဲ့တော့ခုနပြောတယ်လေသီလဆိုတာအဲ့ဒါကိုဆိုလိုတာသီလဆိုတာဘာစိတ်လဲ ကိုချင်းစာစိတ် ကိုချင်းစာစိတ်အဲ့ဒါငါမသေးခြင်းတလို့သူများကိုလည်းတတ်လို့မဖြစ်ပါဘူးသူလည်းသိခြင်းမှမဟုတ်ပါဘူးငါချမ်းသာခြင်းတလို့သူလည်းချမ်းသာခြင်းတာပေါ့ဆိုတာအဲ့ဒါကိုချင်းစာစိတ်အဲ့တော့သီလဆိုသီလရှိရင်မထိခိုက်တော့ဘူးသူများတော့မထိခိုက်တော့မဟုတ်လို့ရှိရင်တော့မင်းဒါနဲ့မတန်ဘူးမင်းဒီနေရာမလာနဲ့မနေနဲ့ဒီလိုဖြစ်တယ်ငါတို့ပဲတန်နေဆိုအဲ့ဒါကိုချင်းစာစိတ်မရှိတာအဲ့တော့သီလဆိုတဲ့ထိခိုက်မှုဖြစ်သီလဆိုတာသူ့ဘက်ကိုယ်ဘက်မထိခိုက်အောင်သွားမှာသူ့ဘက်ကိုယ်ဘက်မထိခိုက်အောင်အဲ့ဒီလိုရေညွှန်းပြီးတော့ပြောသွားတာအဲ့ဒါသီလလို့သုံးဘာလို့သုံးလဲ သီလလို့တော့ဗျာ ကိုကျင့်တရားပြောတာစကားပြောရင်အဲ့ဒါသူများမထိခိုက်ခြင်းနဲ့ကိုလည်းမထိခိုက်အောင်ပြောကိုယ်ပဲလည်းမထိခိုက်ခြင်းနဲ့သူ့ဘက်ကိုယ်ပဲမထိခိုက်အောင်ပြောနော်တွေးလို့ရှိရင်လည်းပဲအတွေးတော့မပါဘူးသီလအတွေးမပါဘူးသီလကစကားနဲ့အလုပ်ပဲအလုပ်လည်းပဲသူများထိခိုက်အောင်မလုပ်နဲ့အဓိကတော့ပြင်းပြင်းထန်ထန်တတ်မှတ်တာသူများထိခိုက်အောင်မလုပ်နဲ့တတ်တာတွေခိုးတာတွေဘိုင်နဲ့ကျူးကျော်တာတွေနောက်လိန်လေကောက်ချစ်ပြီးတော့သူများဒုက္ခရောက်အောင်ပြောတာတွေမူရစ်ပြီးတော့ရန်ကားပြီးတော့သူများဒုက္ခရောက်အောင်ဟောဝင်ခြင်းဒုက္ခရောက်အောင်နေတိုင်းပြောဆိုတာတွေအဲ့ဒါတွေကသီလအဲ့ဒါတွေကရှောင်ရမယ်လူရင်းကတော့ကိုချင်းစာစိတ်ပါပဲမှန်ပါဗျာအဲ့တော့ခုပြောတဲ့ဒါနမှုမှာသီလလည်းပါပါစေဘာဝနာလည်းပါပါစေအတိညာလည်းထက်မထိခိုက်အောင်လည်းလုပ်ဒါနတစ်ခုမှာအတိညာလည်းထက်ဘာဝနာစဉ်းစားတွေးတောပြီးတော့နောက်တစ်ခါမထိခိုက်အောင်လည်းလုပ်သူလည်းမထိခိုက်စေနဲ့ကိုလည်းမထိခိုက်စေနဲ့နော်လည်းမထိခိုက်စေနဲ့ခုနကလေးလေးတယောက်ကိုကပေးမယ်အများကြီးပေးလိုက်တယ်အများကြီးပေးလိုက်တော့ तू ကလှုပ်ချင်လှုပ်တယ်မကောင်းမှုဒုစရိုက်တွေလှုပ်တယ်မထိခိုက်ဘူးလားထိခိုက်တယ်ထိခိုက်သွားတာဗောထိခိုက်သွားတာအဲ့ဒါသီလကိုနားမလဲလို့သူ့ကိုထိခိုက်လောက်အောင်အဲ့လိုပတ်စံမပေးရဘူးသူ့ဘဝပြက်သွားလောက်အောင်မပေးရကြီးတယ်ကျုပ်မိဘတွေပတ်စံတတ်နိုင်တော့သားသမီးအလိုလိုက်ထားတယ်ပေးတာပဲအဲ့သားသမီးတွေကအလှုပ်ချင်လှုပ်တာဒီကြောက်ဒီချဒီစေးသုံးမူရစေဝါတွေသုံးတော့မဟုတ်တာတွေလုပ်အဲ့တော့သူတို့မထိခိုက်ဘူးလားထိခိုက်တယ်ဗျာအဲ့ဒါသီလကိုနားမလဲသီလကိုနားလဲရင်အဲ့ဒါလေးသီလနဲ့ဘာဝနာကိုနားမလဲတာဘာဝနာတော့စဉ်းစားတွေးတော့ညံ့ပေါ့သမထကစိတ်တည်ငြိမ်မှုနဲ့ဝိပဿနာကစဉ်းစားတွေးတော့တတ်တဲ့သုံးဖြတ်တတ်တဲ့တည်ညံ့ပေါ့ဒါတော့အချင်းမြင့်ဆိုတော့လေဒါတော့နောက်မှတစ်ချက်ပြောတာပေါ့အခုအဲ့ဒါဒီဘဝတွေနှိမ့်ချမှုတွေကနေလွတ်အောင်စိတ်အေးရအောင်ဒါနသီလဘာဝနာနဲ့ပဲအဲ့ဒါဒီအာယုန်တွေရာဝတ္ထုတွေအခြေအနေတွေအဲ့ဒါတွေမှာတန်ဖိုးထားနေမှုတွေကိုတိုက်ခိုက်ရတယ်တွန်းလှန်ပြရတယ်။နော်လူတွေကသူတန်ဖိုးထားကြတယ်။ပတ်စံတန်ဖိုးထားတဲ့လူရှိတယ်ပစ္စည်းတန်ဖိုးထားတဲ့လူရှိတယ်။ယာရုအာနာဂုံသိက္ခာတန်ဖိုးထားတဲ့လူရှိတယ်။ဒီကောင်းကားခြေလက်အလားအပအဲ့ဒါတွေတန်ဖိုးထားတဲ့လူရှိတယ်။နောက်ဆုံးခန္ဓာကိုယ်ဘဝခန္ဓာကြီးကိုတန်ဖိုးထားတဲ့လူရှိတယ်။စိတ်ဓာတ်ပိုင်းဆိုင်ရာကိုတန်ဖိုးထားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။တန်ဖိုးရှိဆုံးကတော့စိတ်ဓာတ်နဲ့အသိဉာဏ်ပါပဲစိတ်ဓာတ်နဲ့အသိဉာဏ်ရှိရင်တော့အရာအလုံးဟာအဲ့ဒီမှာပဲစုပြုံပြီးလာပြီးကြိုးပေးကြတာမှန်ပါဗျာအဲ့တော့ခုနပြောခဲ့တဲ့စိတ်အေးရအောင်ဆိုတာဒီနေရာနဲ့သူစီမံခန့်ခွဲတတ်ဖို့ဒီဒါနသီလဘာဝနာဆိုတဲ့သဘောတရားတွေလိုအပ်တယ်ပေးခြင်းယူခြင်းနော်ပေးခြင်းယူခြင်းဒါနအဲ့ဒါလည်းရှိရင်ကောင်းကောင်းရှိရင်စိတ်အေးရတယ်သီလဆိုတဲ့သူတော်ဘာမတိခိုက်အောင်နေတတ်တယ်တောင်တတ်ဒိဋ္ဌလို့ရှိရင်လည်းပဲစိတ်အေးရတယ်နော်ဘာဝနာဆိုတဲ့ငြိမ်အောင်နေရနော်ငြိမ်အောင်နေလွတ်အောင်နေလို့ရှိရင်လည်းပဲဒါစိတ်အေးရတာပဲတဲ့စိတ်အေးရတာပဲအဲ့တော့စိတ်အေးရပြီးစိတ်မပူတော့ဘူးဆိုရင်အဲ့ဒါစိတ်ပူဆိုတာပါဠိလိုပြန်တိလေသာလို့ခေါ်တယ်အဲ့ဒီစိတ်ကိုအေးအောင်စိတ်မပူအောင်နေတတ်ထိုင်တတ်သွားပြီအဲ့ဒီလိုလေ့ကျင့်ပေးလိုက်လို့ရှိရင်နေတတ်ထိုင်တတ်သွားလို့ရှိရင်စိတ်အပူတွေကိုအောင်မြင်သွားပြီဇီနာဆိုတဲ့အောင်မြင်မှုရသွားပြီအဲ့ဒါအောင်မြင်မှုရသွားရင်ဘဝတန်ဖိုးမြင့်သွားတာပဲတခင်နဲ့ကြုံလို့ပဲ
ကျွန်ဘဝကဘာတန်ဖိုးမှမရှိဘဝတန်ဖိုးအနေနဲ့ကျင်သခင်ကတော့လွတ်လွတ်လပ်လပ်စားခြင်းစားသွားခြင်းသွားအဲ့တော့အဲ့ဒီလိုဘဝမျိုးရောက်အောင်ဒီတိုင်းနေလို့တော့မရောက်ဘူးဒီတိုင်းနေနော်ခုနပြောတဲ့အာယုန်တွေကနေစိတ်ကိုလာနှိမ့်ဆက်မှာပဲနော်အာယုန်တွေကနာမည်မျိုးမျိုးတက်ပြီးလာနှိမ့်ဆက်မှာအာယုန်တွေရဲ့ဆွဲရနောက်ခံစားချက်တွေနဲ့လိုက်ပြီးတုံ့ပြန်ပြီးတော့ယူဝနလန်မထူနိုင်တော့ဒီစိတ်ဓာတ်ကနလန်မထူနိုင်တော့အဲ့တော့ဒါနနဲ့တိုက်ခိုက်ပါဣဒယူဒရင်စိတ်အေးရတယ်သီလနဲ့တိုက်ခိုက်ရမယ်ဒီစိတ်ပူတွေကိုရှောင်တတ်ဒိဋ္ဌရင်စိတ်အေးရတယ်ဘာဝနာနဲ့တိုက်ခိုက်ရမယ်ဒီစိတ်ပူလာမဲ့ကိစ္စတွေကိုစိတ်ကိုငြိမ်အောင်နေတတ်တာစိတ်ကိုငြိမ်အောင်နေတတ်တာသမထစိတ်ကိုလွတ်အောင်နေတတ်တာဝိပဿနာအဲ့ဒီလိုနဲ့နေတတ်ရင်နေနိုင်ရင်ဒါပူတွေမရှိတော့ဘူးစိတ်ပူတွေမရှိတော့ဘူးခုနပြောတဲ့ငွေကြေးကိုခမှန်ကြီးတွက်တက်ချက်တတ်ရင်အဝင်ထွက်ညီမျှအောင်ဟိုကချိန်တတ်တတ်ရင်ငွေကြေးနဲ့ပတ်သက်တဲ့တောကမရှိဘူး financial freedom ဆိုပြီးတော့လွတ်လပ်သွားလိမ့်မယ် financial freedom အဲ့ဒီလိုပဲဘဝမှာလည်းပဲဒီတိုင်းပဲနော်ဘဝနောက်ဆုံးစိတ်ဓာတ်မှာတရားပြောတဲ့စကားလုံးကစေတောဝိမု ക്തി စိတ်ရဲ့လွတ်မြောက်မှုစိတ်ကဘယ်လက်ကလွတ်တာလဲအာယုန်တွေရဲ့စိတ်ကိုပူအောင်ဖန်တီးပေးတတ်တဲ့အာယုန်တွေရဲ့နှိမ့်ဆက်မှုဓာတ်ကနေလွတ်သွားတာအဲ့ဒါကိုဇိနာအောင်မြင်သွားပြီအဲ့ဒါခုနစေတောဝိမု ക്തി ဆိုတဲ့စကားလုံးနဲ့ freedom နဲ့အတူတူပဲလွတ်လပ်သွားပြီတင်ပါလွတ်လပ်သွားပြီကဘာဒီမှာလွတ်လပ်ရအောင်တိုက်နေကြတာအခုအမေရိကန်မှာဆိုလည်းပဲဒီမိုကရက်တစ်တို့ Republican တို့ဆိုတာတိုက်ခိုက်နေကြတာလွတ်လပ်ရေးရအောင်အဲ့ဒါမလွတ်လပ်တာလွတ်လပ်အောင်မျိုးပေါ့ဒါတော့သူတို့အမြင်နဲ့သူတို့လုပ်ကြတာဘယ်လိုပဲဖြစ်ဖြစ်ဘဝဒီလိုပဲတိုက်ခိုက်နေကြတာတိုက်ခိုက်ခံနေရတာတင်ပါအပိနှိတ်ခံနေရတာအနှိမ့်ဆက်ခံနေရတာစိတ်ဓာတ်တွေကလည်းဒီတိုင်းပဲလူတိုင်းရဲ့စိတ်ဓာတ်ကခုနပြောတဲ့အာယုန်ရဲ့ဆွဲဆောင်ပြီးရိုက်နဲ့ထုထောင်းနှိမ့်ဆက်အဲ့ဒါခံနေရတော့စိတ်ညစ်တယ်ခဏညီးတယ်စိတ်ညစ်တယ်ကျမမအောင်လို့စိတ်ညစ်တယ်ပတ်စံမရှိတော့စိတ်ညစ်တယ်စားစရာမရှိတော့စိတ်ညစ်တယ်ဒါဖြင့်ဘသူအတွက်စိတ်ညစ်တယ်အဲ့ဒါပဲအဲ့ဒီဟာခုနပြောတဲ့စိတ်ရဲ့လွတ်လပ်မှုကိုမရနော်စိတ်ရဲ့လွတ်လပ်မှုကိုမရ freedom မဖြစ်ဘူးပေါ့တင်ပါအဲ့ဒီတော့ဒါနသီလဘာဝနာတဲ့အဲ့ဒီလိုသဘောတရားတွေနဲ့ပဲသိုးရတဲ့ဘဝတွေကနေလွတ်အောင်ဘဝတန်ဖိုးမြင့်အောင်စိတ်ကိုထုတ်ချယ်ထားတဲ့နော်နှိမ့်ဆက်ထားတဲ့ဆွဲဆောင်ထားတဲ့ဒီအာယုန်တွေကနေလွတ်အောင်စိတ်ကတန်ဖိုးမရှိတဲ့ဘဝကနေတန်ဖိုးမရှိတဲ့စိတ်ဓာတ်တွေကနေလွတ်လပ်တဲ့တန်ဖိုးရှိတဲ့စိတ်ဓာတ်မျိုးဖြစ်အောင်ဒါနသီလဘာဝနာနဲ့ပဲဖြည့်ချင်းပေးကြရတယ်တဲ့အဲ့ဒီဒါနသီလဘာဝနာမှာနောက်တစ်ခါပြန်ခွဲတော့နောက်ထပ်စကားလုံးတစ်ခုနဲ့ပြောတော့သီလသမารိပညာဆိုပြီးစကားလုံးတစ်ခုနဲ့ပြောတယ်သီလသမารိပညာဆိုတဲ့စကားလုံးတစ်ခုနဲ့တစ်ခါထပ်ပြောတယ်အဲ့တော့သီလကသီလတန်ဖိုးကိုจิตတရားရဲ့တန်ဖိုးတတ်တတ်ရှိတယ်နော်သမာဓိဆိုတဲ့ငြိမ်သက်မှုဟာငြိမ်သက်မှုတန်ဖိုးတတ်တတ်ရှိတယ်ပညာဆိုတဲ့ပညာအတိညာပိုင်းဆိုင်ရာတန်ဖိုးတတ်တတ်ရှိတယ်သူနော်သူတရားကကိုကျင့်တရားကောင်းတယ်ဉာဏ်မရှိဘူးစိတ်ကောင်းရှိတဲ့စိုက်ကသမားတယောက်ဉာဏ်မရှိတော့သူကမှဆင်းရဲနေရရှာစိတ်ကောင်းတော့ရှိတယ်ဉာဏ်မရှိတော့သူဘာဖြစ်လဲဆင်းရဲနေရတယ်အဲ့ဒါလည်းမပြည့်စုံခြင်းတစ်မျိုးပေါ့သူမှပညာတန်ဖိုးချွတ်တယ်စိတ်ကောင်းရှိတော့သူများတွေကသူ့ကိုသုံးကြပါတယ်ဒီလူကကောင်းတယ်ကွာဒီလူကိုခေါ်မှသို့တော့ဉာဏ်မရှိတဲ့အတွက်သူကအဲ့ဒီဘဝနဲ့သူမလွတ်နိုင်အဲ့တော့သီလကသူ့တန်ဖိုးနဲ့သူရှိတယ်သမာဓိကသူ့တန်ဖိုးနဲ့သူရှိတယ်ဘာဝနာသူ့တန်ဖိုးနဲ့သူရှိတယ်စိတ်ထဲကိုသီလဝင်လာရင်သီလကိုအဓိကထားရင်အဲ့ဒီသီလတန်ဖိုးရလိမ့်မယ်သမာဓိစိတ်ငြိမ်တယ်စိတ်ငြိမ်ကြတယ်အခုရိတ်တာတွေမှာစိတ်ငြိမ်အောင်လို့သမာဓိထူထောင်ကြတယ်မထူထောင်ဘူးလားထူထောင်ပါလေဆရာထူထောင်ကြတယ်ထွက်လေဝင်လေပိန်ဖောင်းသူ့မှအဲ့လိုရှူရှဲဆုံးလို့ဆိုရှူရှဲနော်ဒါမာစီဆိုရင်ပိန်ဖောင်းဘုတ်ကုတ်ကြတော့သမာဓိလိုပညာလိုနှစ်ခုရောပြီးဖြစ်ပြဆိုပြီးသူကချလိုက်တယ်ရှူရှဲတာနဲ့ဖြစ်ပြရှူတာတူတော့တူသလိုပဲဒါပေမဲ့ရှူရှဲဆိုတာကဝင်လေထွက်လေဆိုတာကအနိစ္စဆိုတဲ့သဘာဝကိုဆက်ခိုင်းတာမဟုတ်ဟိုဖြစ်ပြဆိုတာကတော့အနိစ္စကိုတန်းသွားခိုင်းအနိစ္စတန်းသွားမယ်အာယုံအပြင်စွဲပြီးတော့စိတ်ကယူရမှာတော့အတူတူပဲဟိုထွက်လေဝင်လေသမားလည်းထွက်လေဝင်လေပဲထားတယ်ဟိုကဖြစ်ပြသမားလည်းဖြစ်ပြသွားတယ်
သို့တော့အဲ့ဒီစကလုံးနှလုံးမှာထွက်လေဝင်လေကအနေစာဆိုတဲ့သဘာဝကိုမနီးစပ်ဘူး တင်ပါ ဖြစ်ပျက်ကတော့အနေစာသဘာဝကိုတန်းပြီးရောက်သွားတယ်ဒါသိတယ်ဆိုတဲ့အသိဉာဏ်လေးနဲ့ခွဲခြားပြီးထည့်လိုက်ရင်တော့အဲ့ကိုတန်းရောက်တယ်သုံးသွားတဲ့သုံးလုံးနဲ့မတူကြတာ တင်ပါဗျာ မတူကြတော့အချင်းတန်လေးလည်းနည်းနည်းကွာသွားတယ်အေးဒါပေမဲ့ဘလို့ပဲလှုပ်လို့ဟောဘလို့ပဲလှုပ်လို့ဝင်လေထွက်လေပဲဖြစ်ဖြစ်ပိန်ဖောင်းပဲဖြစ်ဖြစ်ဖြစ်ပျက်ပဲဖြစ်ဖြစ်ရှူးရှဲပဲဖြစ်ဖြစ်ဟောရှူးရှဲပဲဖြစ်ဖြစ်အဲ့ဒါစိတ်ကငြိမ်သွားတာအဲ့ဒီနေရာလေးမှာဖြစ်ပျက်သမားလည်းဩဖြစ်ပြီးပြက်သွားတာစိတ်ကအဲ့မှာသွားငြိမ်တယ်ဝင်လေထွက်လေသမားလည်းစိတ်ကဝင်လေထွက်လေမှာသွားငြိမ်တယ်ရှူးရှဲသမားလည်းရှူးရှဲမှာသွားငြိမ်တယ်နော်ရှူးရှဲနဲ့အဲ့ဒီမှာသွားငြိမ်တယ်ပိန်ဖောင်းသမားလည်းအဲ့ဒီပိန်ဖောင်းမှာသွားငြိမ်တယ်ငြိမ်သွားတော့အဲ့ဒါကိုသမထပေါ့သူ့တန်ဖို့သူရှိတယ်သမထတန်ဖို့သမထသူ့ရဲ့တန်ဖို့သူရှိတယ် တင်ပါ ဒီလားဒါသမာဓိပေါ့စိတ်ငြိမ်တဲ့သမာဓိသူ့တန်ဖို့သူရှိတယ်နောက်ဘာဝနာနော်ပညာပြောတာဟိုကဘာဝနာနှမျိုးခွဲတာသမာဓိနဲ့ပညာနှမျိုးခွဲတယ်ပညာကြတော့ဒါအသိဉာဏ်စဉ်းစားဆင်ခြင်သုံးသပ်ဆုံးဖြတ်ဒီမှာဘိုင်းလေးတွေပါတယ်စဉ်းစားတယ်ဆင်ခြင်တယ်သုံးသပ်တယ်ဒါရှိပိုင်းဆုံးဖြတ်တယ်နောက်ပိုင်းအဲ့ဒါပညာလည်းပညာတန်ဖိုးရှိတယ်ပညာတန်ဖိုးရှိတယ်တချို့ကသိတယ်နားလဲတယ်သို့တော့စိတ်ကမငြိမ်ဘူးဒါဆိုရင်ပညာရှိပြီးတော့သမာဓိမရှိဘူးသမာဓိရှိတယ်မသိဘူးဆိုရင်သမာဓိရှိပြီးတော့ပညာမရှိကိုချင်းကောင်းတယ်မငြိမ်ဘူးလိုက်ရနဲ့နောက်တစ်ခါဘာမှလည်းမသိဘူးဆိုရင်သီလရှိတယ်သမာဓိပညာမရှိတာသူ့တန်ဖိုးနဲ့သူပဲနော်သူ့တန်ဖိုးနဲ့သူဘယ်ကသားတယ်ဘယ်ကနာတယ်လို့ပြောလို့မရဘူးသူ့ line နဲ့သူသွားတာတင်ပါဘသူသားတယ်ဘသူနာတယ်ဘသူကောင်းတယ်ဘသူမကောင်းဘူးအဲ့လိုသုံးလို့မရဘူးတင်ပါပုဂ္ဂိုလ်ရေးအနေနဲ့ပြောရင်ဒီလျာသမာဓိပညာနာမည်တက်လိုက်ရင်ဘသူကောင်းတယ်ဘသူမကောင်းဘူးပြောလို့မရဘူးသူ့တန်ဖိုးနဲ့သူသွားကြတယ်သူ့နေရာနဲ့သူကောင်းကြဥပမာဆိုကြပါစို့မြန်မာပြည်မှာဘုန်းကြီးတွေလောကမှာဝိနည်းဆိုတဲ့သီလအလေးထားတဲ့လမ်းစဉ်ရှိတယ်အခုမဟာဝိဟာရဆိုတာရှိတယ်မြန်မာပြည်မှာအဲ့ဒီကိုင်းတစ်ကိုင်းပေါ်နေဘုန်းကြီးတွေဝိနည်းကိုအဓိကထားတယ်သူတို့ကသင်္ကန်းတွေဆေးဆိုးပြီးဝတ်ကြတယ်တပိတ်တွေမိဖုတ်ပြီးနေကြတယ်နောက်တစ်ခါငွေကြေးသပြဝတ္ထုတွေမကင်ရဘူးအဲ့တော့သီလကိုအဓိကထားတယ်သီလကိုအဓိကထားပြီးအဲ့ဒီသီလကိုဇောင်းပေးပြီးသူတို့ကပြောတယ်သူတို့ပြောတာဒါသဘာဝတစ်ခုပြောပြမယ်ဆိုရင်တကယ်ပတ်စံကင်လို့ရှိရင်အလုံးစုံပြည့်စည်တယ်ဆိုပြီးတော့သူတို့ကအဲ့ဒါကိုခြေပြန့်ကိုတင်ပြကြတယ်နော်ခြေပြန့်တင်ပြကြတယ်အဲ့ဒီဖွဲ့တစ်ဖွဲ့ရှိတယ်ဒါသီလဦးစားပေးပေါ့သီလသူ့တန်ဖိုးနဲ့သူရှိတယ်နော်သီလကသူ့တန်ဖိုးနဲ့သူရှိတယ်နောက်တစ်ခါတမာတိဆိုတော့ရိတ်တာပေါ့ရိတ်တာလို့ဆိုဖောက်လို့ပါလို့ဆိုလို့ရှိရင်ခုနသီလလည်းပဲသူကအဓိကထားတယ်တမာတိဆိုတဲ့သမထလမ်းစဉ်လည်းပဲသူတို့ကအဲ့ဒါကိုအဓိကထားတယ်တင်ပါသူ့တန်ဖိုးနဲ့သူရှိတယ်အခုမိုးကုတ်ဆရာတော်ကြီးတို့ကြတော့အဲ့ဒီသီလကံတို့တမာတိကံတို့သိမပြောဘူးဝိပဿနာပညာအဲ့ဒီပညာကံကိုအဓိကထားတယ်ပညာကံကိုအဓိကထားတယ်ဒါပညာသူ့တန်ဖိုးနဲ့သူရှိတယ်အကယ်၍များသီလတစ်ခုကိုယူပြီးတော့ဟိုဘက်တမာတိပညာဘက်ကိုအလေးမထားရင်ဒါမပြည့်စုံဘူးတင်ပါတမာတိတစ်ခုကိုယူပြီးတော့သီလနဲ့ပညာဘက်ကိုမပါရင်လည်းပဲဒါလည်းမပြည့်စုံဘူးပညာကိုကင်ပြီးတော့သီလနဲ့တမာတိကိုပညာရှိပြီးတော့အကျင့်လည်းမကောင်းမငြိမ်လည်းမငြိမ်ဘူးဆိုရင်ဒါလည်းမပြည့်စုံဘူးတင်ပါသူ့တန်ဖိုးနဲ့သူရှိတယ်သူကတင်ပါသူ့တန်ဖိုးနဲ့သူရှိတယ်သူ့အကျိုးပေးနဲ့သူလာတယ်နော်သူ့အကျိုးပေးနဲ့သူလာအဲ့တော့ဥမာသီလကံနေကြပြီးကျန်တဲ့ဘက်ကိုလက်ညှိုးထိုးရင်အဲ့ဒါမှားမယ်သူကသမာဓိကံကြပြီးကျန်တဲ့ဘက်ကိုလက်ညှိုးထိုးရင်လည်းမှားမယ်ပညာဘက်ကနေကြပြီးကျန်တဲ့ဘက်ကိုလက်ညှိုးထိုးရင်လည်းမှားမယ်အမှန်တကယ်ကသုံးခုလုံးရှိနေရမယ်သီလသမာဓိပညာဒီသုံးခုလုံးဒါပြည့်စုံနေရရှိနေရမယ်ဒါနဲ့မှသာလျှင်ခုနပြောခဲ့တဲ့ဘဝတန်ဖိုးမြင့်အောင်စိတ်ဓာတ်ကိုတိုက်ခိုက်နိုင်မှာဒီမကောင်းတဲ့စိတ်တွေကိုတိုက်ထုတ်နိုင်မှာဆိုကြပါစို့သီလသမားကသမာဓိပညာကိုမလေးစားဘူးဆိုရင်သူ့စိတ်ကိုဝါဖို့ပြဿနာဖြစ်နေပညာသမားကသီလနဲ့သမာဓိကိုနားမလည်ဘူးဆိုရင်သူ့စိတ်ဓာတ်ကိုဝါဖို့ပြဿနာဖြစ်နေပြီဘာပြဿနာဖြစ်လဲစိတ်ဓာတ်ကပြဿနာဖြစ်နေတာ
ဒါကြောင့်မလို့အဲ့လိုဖြစ်လို့မရဘူးဒါပေမဲ့ဒီသီလသမารိပညာအစဉ်တိုင်းခွဲတဲ့အခါမှာနောက်ဆုံးဆင့်ရတော့ပညာပဲ တင်ပါ တကယ်သိသွားတဲ့သူကငြိမ်အောင်လည်းပဲသူအလုပ်လုပ်လို့ရတယ်အကျင့်ကောင်းအောင်လည်းပဲသူကဆွဲယူလိုက်လို့ရတယ် တင်ပါ ဒီနော်သိတဲ့သူကကောင်းအောင်နေလို့ရမလားမရဘူးလား ရတယ်ဗျာ သိတဲ့သူကကောင်းအောင်နေလို့နေနိုင်တယ်နေချင်းနေလို့ရတယ်နေလို့ရအချိန်မင်းနေလို့ရတယ်သိတဲ့သူကငြိမ်အောင်လည်းနေလို့ရမလားမရဘူးလား ရနိုင်တယ်ဗျာ ရတယ်အဲ့ဒါကပညာကနေပြန်အုပ်ချုပ်သွားတယ်သူက တင်ပါ အင်္ဂုလိမာလာဘုရားလက်ထက်ကအင်္ဂုလိမာလာလူသတ္တမကိုကျင့်တရားကောင်းလား မကောင်း မကောင်းဘူးတရားလည်းမချမ်းဘူးအမေလည်းမချမ်းတတ်မှာသူကဉာဏ်ရှိလားမရှိဘူးသူ့ရဲ့အနေထိုင်တာတည်ငြိမ်အေးချမ်းလားမအေးချမ်းဘူး မအေးချမ်း အဲ့တော့သီလနဲ့တမာတိရှိလားသူမှာ မရှိဘူးဗျာ သူစိတ်ဓာတ်ကတည်ငြိမ်အေးချမ်းမှုမရှိဘူးစိတ်လှုပ်ရှားတယ်ပြီးတဲ့အခါမှာအကျင့်မကောင်းဘူးတတ်တယ်တတ်တာမှအဖေမေလည်းတတ်မှာပဲလာသမျှသူအကုန်တတ်မှာ တင်ပါ အဲ့တော့သို့တော်သူကဖះနဲ့တွေ့လို့အတိညာရှိသွားတော့အခါတတ်တဲ့ဖြတ်တဲ့ကိစ္စလုံးဝဆွတ်လွတ်လိုက်တယ်သူရဲ့စိတ်လှုပ်ရှားတာတွေစိတ်မငြိမ်တတ်တာတွေဘာမှမရှိတော့ဉာဏ်နာဖြစ်သွားတယ် တင်ပါ ပညာကနေသီလသမารိပညာပညာကနေသီလသမารိကိုပြန်ဆွဲယူသွားတာ တင်ပါ ပြန်ဆွဲယူသွားတာလူရင်းကအဲ့ဒီကနေဆွဲယူရင်အကုန်ပါတယ်ဆိုတာဒါလေးပြောချင်လို့ဒါပေမဲ့သူဟာသီလကသူ့တကိုးနဲ့သူ့ရဲ့အကျိုးသူ့ဘတူရှိတယ်တမာရီကသူ့ရဲ့တကိုးနဲ့သူ့ရဲ့အကျိုးတတ်ရှိတယ်ပညာကသူ့တကိုးနဲ့သူ့ရဲ့အကျိုးတတ်ရှိတယ်ဒါပေမဲ့ပညာသမားကသီလနဲ့တမာရီကိုပြန်ဆွဲယူနိုင်တယ် တင်ပါ အဲ့ဒါလေးတော့နည်းနည်းကွာသွားတယ် တင်ပါဗျာ သီလကနေအကျင့်ကောင်းလို့တမာရီနဲ့ပညာဝင်လာဖို့ကဖြစ်နိုင်ရည်ရှိတယ်ဒါပေမဲ့နည်းနည်းကြာတယ်ဝေးတယ် ခါတင်ပါ တန်ဖိုးအနေနဲ့ကြည့်ရင်ဒါကြောင့်ဘုရားစီစဉ်ထားတဲ့ဟာကိုအ ਨੇ အများအနေနဲ့ကြည့်လိုက်တဲ့အခါမှာသီလတမာရီပညာလို့ဒီလိုက်သင်ပြီ တင်ပါ ဒီသင်ထားတယ်တော့မစင်ဘူးတစ်ကနေတယ်နှစ်ကများတယ်သုံးကများတယ်လေးကများတယ်အဲ့ဒီလိုအ ਨੇ ကနေအများကြီးစီစဉ်သလိုပဲသီလတမာရီပညာအဲ့လိုစီစဉ်သွားတယ်သူကအလွယ်ခက်လွယ်ခဲ့ နော်နောက်တစ်ခါအသုံးဝင်မှုအဲ့သူ့ဘာသာသူဒီကြတော့တန်ဖိုးရှိနေပြီးသားပဲသီလတန်ဖိုးရှိတယ်ကိုကျင့်တရားတမာရီတန်ဖိုးရှိတယ်ငြိမ်သက်မှုပညာတန်ဖိုးရှိတယ်သိမြင်မှုအဲ့တော့ဒီသီလတမာရီပညာ၃ခုနဲ့လည်းပဲခုနပြောတဲ့ဒါနသီလဘာဝနာအဲ့ဒါနဲ့ပေါင်းစပ်ပြီးတော့ဘဝရဲ့နှိမ်ချမှုတန်ဖိုးမဲ့မှုတွေကိုတိုက်ခိုက်ယူရတယ်အဲ့ဒါတွေအသုံးပြုရတယ်အဲ့လိုအသုံးပြုတော့မှလူရင်းကတော့ဒါနသီလဘာဝနာရဲ့သီလသမารိပညာရဲ့ဘယ်လိုနာမည်ပဲတတ်အဲ့ဒီသဘောတရားလေးတွေနဲ့ဘဝကိုနေထိုင်သွားတတ်မယ်ဆိုရင်ခုနပြောတဲ့ငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်ဘဝလွတ်ပြီးသေချာပေါက်လွတ်တယ်နော်စိတ်ဘူးတွေစိတ်ညစ်တာတွေမရှိတော့ဘူးစိတ်ကိုစီမံခန့်ခွဲသွားနိုင်ပြီစိတ်အေးသွားအောင်စီမံခန့်ခွဲတတ်တယ်နော်ဘာအတွက်ကြောင့်မှမပူမကြောက်နော်မငိုအဲ့ဒီလိုဘဝမျိုးရသွားနိုင်တယ်အဲ့လိုရသွားပြီဆိုရင်အဲ့ဒီဘဝစိတ်ဓာတ်ကြောင့်မြင့်တက်သွားပြီအဖို့ရှိတဲ့ဘဝဖြစ်သွားပြီပစ္စည်းဥစ္စာတွေကိုတန်ဖိုးမထားတော့ဘူးငွေကြေးသပြားတွေတန်ဖိုးမထားတော့ဘူးနာမည်ဂုဏ်သိက္ခာယာရုအာဏာတွေတန်ဖိုးမထားတော့ဘူးဒီကိုရထားတဲ့ခန္ဓာကိုယ်အစုပ်ကြီးဒီခန္ဓာကိုယ်ကြီးတဖြည်းဖြည်းနဲ့စုပ်သွားမဲ့ခန္ဓာကိုယ်ကြီးကိုလည်းတန်ဖိုးမထားတော့အဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတန်ဖိုးမြင့်ပြီးတော့လွတ်လပ်သွားတယ်အဲ့ဒီလိုစိတ်ကိုမကောင်းတာတွေကိုနားလည်ပြီးတော့တွန်းလှန်တိုက်ခိုက်နိုင်ရင်အဲ့ဒီချိန်ခါဟာဘုရားရဲ့နာမည်ဖြစ်တဲ့ဇီနာအောင်မြင်မှုရသွားတာဇီနာအောင်မြင်သွားပြီတဲ့အဲ့တော့ဒီဘဝတန်ဖိုးနဲ့ဥပကဘဝတွေရဲ့ငရဲတိရစ္ဆာန်ပြိတ္တာသူတကယ်ဘဝတွေကနေလွတ်မြောက်အောင်ဘယ်လိုများတွန်းလှန်မလဲတိုက်ခိုက်မလဲဘာများလုပ်ရမလဲဆိုတာနောက်ဆုံးတော့သိထူးထူးခြားခြားဟုတ်ပါဘူးရှားဘူးနေကြဒါနသီလဘာဝနာသီလသမารိပညာဒီသဘောတရားတွေနဲ့ပဲနေထိုင်သွားပေးဖို့အဲ့ဒါတော့အခုပြောပြလိုက်သလိုအသေးစိတ်နေရာဖြင့်နောက်တစ်ခါစဉ်းစားတွေးတောပြီးတော့လောက်တကိုင်တက်ရှိဖို့နေရာဖြင့်ဒီလိုလေးပဲပြောပြဒီလိုပြောလိုက်ရတာဟိုကောင်းစဉ်လေးလောက်တင်ဒါနသီလဘာဝနာသီလသမารိပညာသို့မဟုတ်ဘုဘကဘဝတွေရဲ့တန်ဖိုးတွေရဲ့အဲ့ဒီစကလုံးတွေနဲ့ချိတ်ဆက်ပြီးတော့မပြရင်အလုံးသဘောပေါ်မဲ့ဥပကအခြေအနေတွေကဘယ်ကနေဘလို့ယုံထွက်ရမှာဘာတွေလောက်ရမှာ
နော်အစီအစဉ်အဲ့ဒီလိုအစီအစဉ်အကြောင်းကျိုးဆိုတဲ့အဲ့ဒီလိုဆက်ဆံမှုမျိုးတွေသိနားမလဲနိုင်ဘူးပေါ့အခုပြောလိုက်တဲ့အခါကျတော့ဘဝတွေကလွတ်ဖို့ကထူးထူးခြားခြားမဟုတ်ပါဘူးလောဘကိုနိုင်နေခြင်းဒါနနဲ့တဖြည်းဖြည်းသူ့ဘာသာသူတိုက်ခိုက်သွားရင်သူ့ဘာသာသူပဲရှင်းသွားလိမ့်မယ်သီလဘာဝနာတွေဝိုင်းကူလိုက်ရင်ဒါကိစ္စပြီးတဲ့အထိငြိမ်းအေးတဲ့အထိပြတ်သွားကြလိမ့်မယ်ဒီတရားသမာဓိပညာနော်ဒါတွေနဲ့ကိုကျင့်တရားကောင်းဖို့ငြိမ်သက်ဖို့နဲ့ဒီဉာဏ်ရှိဖို့ဒီလိုလေးနဲ့နေသွားမယ်ဆိုရင်လည်းပဲရဲတိတ်ဆန်ပြိတ္တာတွေဘဝတွေကနေဒါလွတ်သွားမှာပဲတင်ပါစိတ်ကြပိုင်းဆိုင်ရာဆိုရင်စိတ်ပူစိတ်ညစ်စိတ်ဓာတ်ကြစိတ်ဆင်းရဲစိတ်ဓာတ်အောက်တန်းကြတာတွေကနေလွတ်သွားမှာပဲတန်ဖိုးအနေနဲ့ကြည့်ရင်ပစ္စည်းဥစ္စာငွေကြေးယာရုအနာတပြာဂုဏ်သိက္ခာဘဝခန္ဓာတွေကိုတန်ဖိုးမထားတော့ဘဲနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာနော်စိတ်ဓာတ်ပိုင်းဆိုင်ရာလွတ်လပ်မှုကိုတန်ဖိုးထားပြီးတော့အဲ့ဒီစိတ်ဓာတ်ကနေဖန်တီးတဲ့အတွက်ကြောင့်ကိုကျင့်တရားလည်းကောင်းစိတ်ကလည်းငြိမ်စိတ်ကလည်းတောကအပူတောကမီစိတ်ဓာတ်အေးချမ်းပြီးတော့ဒီဘဝလည်းပဲကောင်းနောက်ဘဝသန္တရာကလည်းဒါအပြီးတိုင်လွတ်သွားနိုင်လိမ့်အဲ့တော့တန်ဖိုးအနေနဲ့ကြည့်ရင်စိတ်ဓာတ်တန်ဖိုးရှိအောင်ကြိုးစားခြင်းသာလျင်နောက်ဆုံးအဆင့်ဒါနောက်ဆုံးအဆင့်လို့သူကသွားတွေ့ရလိမ့်နောက်ဆုံးအဆင့်ငွေကြေးတန်ဖိုးထားနေတာတွေပစ္စည်းတန်ဖိုးထားနေတာတွေနာမည်ဂုဏ်သိက္ခာတွေတန်ဖိုးထားနေတာတွေဒါတွေကတော့ပေါ်ရန်နေပဲနောက်ဆုံးခေါင်းကားချေလဲဘဝခန္ဓာတန်ဖိုးထားနေခြင်းဒီပဲတခဏတာလေးပဲသိပြီးတော့နော်များအသုံးကြတယ်တော့မဟုတ်ဘူးဒီဘဝဒီခန္ဓာကြီးကတော့ကြတော့အချိန်မရွေးဒါပြိုကွဲပြည့်စည်သွားမှာဒါဆိုရင်ဒီအောက်တန်းကြတဲ့ဘဝတွေပေါ့လေငရဲတိရစ္ဆာန်ပိဋ္ဌာသူတွေကဘဝတွေလွတ်မြောက်ဖို့ဘဝတန်ဖို့ကျင့်ဖို့ရွေးချယ်ရမယ်ပြုလုပ်ရမယ်သဘောတရားတွေဒါသိသွားပြီရွေးချယ်ရမှာကဒီဒါနသီလဘာဝနာသီလသမာဓိပညာဒီသဘောတရားလေးတွေနဲ့ဘိုးဘက်ကဘဝတန်ဖို့နော်ဘဝတန်ဖို့မြင့်လာဟောဘဝတန်ဖို့နှိမ့်စေတဲ့အရာတွေကိုတဖြည်းဖြည်းတိုက်ခိုက်ယူသွားမယ်တိုက်ခိုက်ပြီးနေထိုင်သွားမယ်ဆိုတာအဲ့ဒါသဘောပေါက်သွားပြီဗုဒ္ဓဆိုတဲ့သိတဲ့နော်ဘုရားဘဝတွေသီနာဆိုတဲ့အောင်မြင်တဲ့ဘဝအဲ့ဒါလည်းဘုရားရဲ့နာမည်လေးတွေနဲ့အဲ့ဒီနောက်ကိုအတုလိုက်ပြီးတော့နော်အတုယူပြီးတော့နော်အတုခိုးတယ်ဆိုတာတော့စကားလုံးကမကောင်းခိုးတာတော့မကောင်းအတုယူတုလိုက်ပြီးတော့လေ့ကျင့်ပေးသွားအတုယူပြီးတော့လေ့ကျင့်ပေးသွားမယ်နော်ရှေ့ကနေပုံတူယူပြီးတော့အတုယူတယ်ဆိုတာအတုကပစ္စည်းအတုလို့လည်းဖြစ်နေဘူးပစ္စည်းအတုလို့ပြောတာပုံတူအောင်ပုံတူယူပြီးတော့လိုက်ပြီးတော့လောက်ယူသွားမယ်ဓမ္မတာလျင်ဗုဒ္ဓတို့ဇိနာတို့ဆိုတဲ့အဲ့ဒီလိုသဘာဝလေးတွေကိုယ်စီကိုရောက်လာမှာတင်ပါကဲဒါဆိုရင်ပြောတာလဲများရှည်ရှုပ်သွားပြီအဲ့တော့နားမလည်လည်းတဖြည်းဖြည်းပြန်နားထောင်ကြည့်နားမလည်စရာတော့လည်းတိတ်တော့မရှိပါဘူးကြောထွေးသွားလို့များပြားသွားလို့ဒါနည်းနည်းရှုပ်ရင်ရှုပ်သွားမှာအဲ့ဒါဆိုရင်ဒီနေ့အတွက်ကတော့ဒါဘဝတရားတွေမှာဘဝတန်ဖိုးနဲ့ပတ်သက်ပြီးတော့ဒီလောက်ဆိုရင်ဆင်ပြေသွားပြီဖြစ်လို့မေးချင်မေးတော့ကွန်ပလိန်တက်ချင်လဲတက်ဒါမှမဟုတ်ဘယ်လိုခေါ်မလဲဒီဖိတ်လားလုပ်ချင်လဲလုပ်လုပ်လို့ရတယ်တင်ပါဗျာဟုတ်ပြီဖိတ်ခေါ်လိုက်ပြီးတော့တင်ပါဗျာမေးရှာရှိတဲ့လူတွေမေးလို့ရပါတယ်မေးမဲ့လူတွေဖိတ်ခေါ်ပါတယ်မေးမဲ့လူတွေမရှိဘူးလားဒီတစ်ပတ်မေးမဲ့လူမရှိလဲကိုကဒါလေးပြန်နားထောင်ကြည့်ကြကိုကျင်းအောင်နားထောင်ကြည့်နှစ်ခါသုံးခါနားထောင်တော့ဆင်ပြေသွားပါလိမ့်မယ်တင်ပါဘုံဘာနာမည်လေးပြင်ကောင်းမလို့မသိဘူးဘယ်ဟုတ်လဲဒီတရားကောင်းတင်ဘဝတန်ဖိုးပဲပေးလိုက်တင်ဘဝတန်ဖိုးမြင့်တင်အောင်လုပ်တဲ့နည်းဆိုပြီးရတာပဲ motivation ဘဝတန်ဖိုးကအရှိမတပုတ်ကတင်ထားပြီးဆိုတော့ရှိသေးလားတင်ထားတယ်ဗျဘဝတန်တစ်ပတ်ကဘဝတန်ဖိုးနောက်မှဆုံးဖြတ်ချက်ထဲပေါ့ဘဝတန်ဖိုးဆုံးဖြတ်ချက်တင်မှာတင်တော့နိုင်မှဆုံးဖြတ်တဲ့အခါမှာဒီဘဝတွေမှာသူတို့ဘာကိုတန်ဖိုးထားလဲဆိုတာကိုလေဆုံးဖြတ်သွားနိုင်အောင်လို့တင်မှာကိုအောင်ထွန်းရေ MP3 လောက်ပေးတာကျေးဇူးအများကြီးတင်တယ်နော်ဖိုင်လေးတေးလေးနဲ့ကျမလည်း Messenger ထဲမှာအားပါ share လို့ရပါမေးဖို့ရှိတယ်ဘာများမေးအောင်လဲမေးကြပါအာမနာပါနဲ့
မေးမဲ့လူတွေရှိတာ ညာ လား တော့မရှိတော့ဘူးဖုံဖုံ တက်တဲ့ရမရှိဘူးတဲ့အတက်မိတ်မေးမှလားမေးတကယ်ချင်း အဲဒီတော့မြည်ပြမှာလေဗျာဟိုအချင်းများပြောတဲ့အဲ့ဒီဝိမု ക്തി စိတ်သက်ဝိမု ക്തി ရောက်ဖို့အတွက်ကိုဟိုဖရာလွတ်လပ်သူကိုလည်းလွတ်လပ်ဖို့ကိုဒီနောင်ဘဝမလို့ခြင်းဘူးလို့အဲ့လိုမျိုးဆုံးဖြတ်ချက်ချတာနဲ့ပဲလွတ်မြောက်မှုရနိုင်ပါသလားဗျာ သူကအဲ့ဒါတံဝေကခေါ်တယ်သူကနီးမှန်လမ်းမှန်တယ်ဒီလိုပေါ့မလို့ချင်တိုင်းမရဘူးတော့မဟုတ်လေလိုချင်တိုင်းမရသလိုမလို့ချင်တိုင်းလည်းပဲမရဘူးကွာမလို့လိုချင်တာကိုရအောင်လုပ်ယူရတယ်လို့မလို့ချင်တာကိုလည်းမရအောင်ဖန်တီးယူရတယ်အဲ့ဒါအဲ့အလေးကျင့်နေတော့လုံးမှာလေးကျင့်ဆိုတာအခုပြောတဲ့ဒီဒါနသီလဘာဝနာသီလသမာဓိပညာအဲ့ဒါကိုသဘောပေါက်ပြီးတော့အနှစ်သာရအနေနဲ့သဘောပေါက်ပြီးတော့တစ်ဖြည်းဖြည်းလုပ်ယူရတစ်ဖြည်းဖြည်းစိတ်ထဲကိုလေဒီစိတ်ဓာတ်လေးကိုဖြစ်လာအောင်ကြိုးစားယူရမှာဟိုဒီဘဝတိခဏမလို့ခြင်းဘူးဆိုတာကဘာဖြစ်လို့လဲဆိုတာရှိတယ်တချို့ကြတော့အိုလို့မလို့ခြင်းတာနာလို့မလို့ခြင်းတာရှိတယ်မအိုဘူးမနာဘူးဆိုရင်ပြန်လို့ခြင်းတဲ့လူကရှိသေးတယ်အဲ့ဒါ ဒီမှာဗျာဟိုပါပေါ့စိတ်ဓာတ်အဓိပတိဆိုပြီးတော့ကိုယ့်ဘက်ကိုအဲ့ဒီစိတ်ကိုအဓိပတိတက်အဖြစ်ရောအဲ့လိုမျိုးဖြစ်ဖို့ဖြစ်နိုင်ခြေရှိပါလားဗျာ မဖြစ်နိုင်တာပေါ့ဖြစ်နိုင်တယ်ဆိုတာဒီလိုလေစိတ်ကဒါကိုစိတ်ကိုဥတည်ထားပြီးဟိုစိတ်ဝင်စားတဲ့ခေါ်တာပေါ့သွားလဲဒီစိတ်စားလဲဒီစိတ်ခေါ်တာပေါ့အဲ့ဒါလေးဒီသဘောတရားလေးတွေစိတ်ထဲထည့်ပေးထားရင်ကျန်တာတွေမေ့သွားပြီးတော့အဲ့ဒီအကြောင်းလေးတွေပဲစိတ်ထဲပေါ်လာမယ်ပေါ်ပါများလို့ရှိရင်နားလဲပြီးတော့စိတ်ကလွတ်သွားမှာလွတ်မြောက်သွားမှာဒါပေမဲ့စိတ်ဓာတ်ဒီပတိဆိုတာစိတ်ထဲမှာဒီအကြောင်းပဲတွေးတာဟိုစိတ်ဓာတ်ဒီပတိဥပမာကိုဟိုတော့အောင်စင်းတို့ပြောဘူးတဲ့ဥပါလိဒီရှင်အာနန္ဒာနဲ့ဥပါလိတို့ဟာတန်ခါနာတင်တော့ရှင်အာနန္ဒာကသုတ်တန်နဲ့အဘိဓမ္မာကိုသူကတောင်းဝင်ယူတယ်ဥပါလိကစီကံချက်တွေကိုကျွမ်းကျင်တဲ့အတွက်ကြောင့်ဝိနီကိုသူကတန်ခါနာတင်တဲ့အခါမှာသူတောင်းဝင်ယူတယ်တောင်းဝင်ယူတော့သူကပေါ့လို့တော့မရသူကမပေါ့တော့ဘလို့သူသုံးလဲဆိုတော့သူကဟိုပါဠိလေးရှိတယ်အဲ့ပါဦးဇင်းတို့ငယ်တုန်းကဆရာတော်ကြီးတွေသူတို့ကလှုပ်ရင်အဲ့လိုစိတ်ထားမယ်ဆိုတဲ့ဟာလေးနဲ့ဥပမာပေးတာဝိနည်းရောသူကပါဠိကာတာလေးပဲပြောလို့ရင်ကသူဘယ်လိုပြောလဲဆိုတော့ဒီဝိနိတိသာလျင်သူ့ရဲ့သွားရနေရအိပ်ရစားရသူသွားလဲဒီစိတ်စားလဲဒီစိတ်အိပ်လဲဒီစိတ်ပေါ့လေသူကပါဠိကောင်းတဲ့စမေးနေလို့သူကဒီဝိနည်းရောအတ္တမောဌာနဝိနည်းရောမမကောဆိုတော့ဝိနည်းကပ်ပိမိဝါဒံအဲ့ဒီလိုသုံးထားတာရှိတယ်သူကဝိနည်းဆိုတဲ့ဒီစီကံချက်တွေသားလေရင်သူခုအလုံးလုံးမဲ့ချိန်ခါမှာသူခေါင်းထဲကိုဝင်နေတယ်သမင်းစားလည်းပဲအဲ့ဒီဝိနည်းအကြောင်းပဲသူကစိတ်ထဲမှာရောက်နေတယ်နောက်အိတ်လည်းပဲအိတ်ခါလည်းပဲစိတ်ကဒီရောက်လမ်းလျှောက်လည်းပဲစိတ်ကဒီအကြောင်းရောက်နေတယ်အဲ့ဒါစိတ်ဓာတ်ဒီပတိခေါ်တယ်အဲ့ဒီလိုထည့်ထားနိုင်ရင်ဒါကုနာပြောတဲ့ဒီဘဝမဖြစ်ချင်ပါဘူးဆိုရင်အဲ့ဒီစိတ်ဓာတ်ခိုင်မာသွားလို့ရှိရင်မဖြစ်ချင်တိုင်းတော့မဖြစ်တာမဟုတ်ဘူးမဖြစ်ချင်တော့မဖြစ်အောင်လုပ်ယူပါတော့မဖြစ်တော့ဘူးဒီဘဝဒီခန္ဓာနောက်ဆုံးထားရဆိုတာအဲ့ဒီမဖြစ်တဲ့လမ်းကြောင်းကိုရှာပြီးယူပါမဖြစ်ချင်တဲ့စိတ်ဓာတ်ကတော့ဒါအဓိကပေါ့မဖြစ်ချင်တဲ့စိတ်ဓာတ်ကနေတို့ဒါဆိုရင်မဖြစ်အောင်ဘယ်လိုများကြိုးစားရမလဲဆိုပြီးအဲ့ဒီလိုအတိလေးနဲ့မဖြစ်အောင်ဒီလိုကြိုးစားမှာပဲလို့သိပြီးတော့စိတ်ကိုလှုပ်သွားရင်တော့တေချာပေါက်ကိုဒါပြီးသွားမှာပဲတေချာပေါက်ကိုဒီဘဝနောက်ဆုံးထားပြီးဒါရက်ဆိုင်သွားမှာပဲအဲဒီမှာအလွယ်အခက်အနေအပြန်ရှိတယ်အဲ့ဒါတော့ကိုရှာဖွေတဲ့လမ်းကြောင်းပေါ်မူတည်သွားလိမ့်မယ်ဒီလိုကတော့အမြန်နဲ့အလွယ်နဲ့ကိုအများအပြားပြောတယ်ဒီနေရာမှာခုနလွတ်ချင်ပြီးတော့လှုပ်တဲ့ကိစ္စမှာအလွယ်အခက်ရှိတယ်အနေအပြန်ရှိတယ်လွယ်တာရှိတယ်ခက်တာရှိတယ်နှေးတာရှိတယ်မြန်တာရှိတယ်အဲ့ဒါကိုဟိုအဆင်ပြေတဲ့ဟာလေးလိုက်ရှာပြီးတော့အဲ့ဒီတစ်ခုကိုဖမ်းယူလိုက်ပြီးတော့ပြောတဲ့စိတ်ဓာတ်ဒီပတိပေါ့စိတ်ထဲကိုအဲ့ဒီအကြောင်းလေးထည့်ထားလိုက်အဲ့ဒါဆိုရင်ဒါတေချာဘောက်ကိုစေတော်ဝိမု ക്തിတေချာဘောက်ကိုဒါဖြစ်လိမ့်မယ်သူကတင်ပါကျေးဇူးတင်ပါဘယ်သူမေးပါအောင်မလဲမေးလို့ရပါသေးတယ်နော်မေးကြပါအောင်မုံခုနဟိုအမကြီးမေးသလိုအဲ့လိုမျိုးမဖြစ်ချင်တော့ဘူးဆိုပြီးတော့စိတ်ကိုဒုံချပြီးလိုက်ရှာတဲ့အခါမှာလှုပ်တဲ့အခါဒီခါကျရင်အရင်အတိတ်ကကန်နေရောမပါလာတော့ဘောနော်ဆုံးဖြတ်လိုက်ပြီဆိုကြတဲ့အတိတ်ကံကဘာပေးနိုင်လဲဆိုရင်အတိတ်ကံကသူသေကနီးမှာနောက်ဘဝတစ်ခုကိုဖြစ်အောင်သူကတစ်ခါလေးဝင်ပေးတတ်တယ်ဒါပေမဲ့နောက်တစ်ခုကျတော့အတိတ်ကံကဒီဘဝမှာတစ်ခုခုပေါ့အကောင်းဆိုးလေးတွေသူကဝင်ဖန်တီးပေးတတ်တယ်
သို့တော့အဓိကတော့ဒီဘဝအကြောင်းကဒီဘဝဆိုလိုရင်းကဟိုဘဝတုန်းကအဖေမေတွေရှိခဲ့ဘူးတဲ့ဒါအတိတ်ကအဖေမေတွေလေအခုဘဝကအဖေမေကအခုဘဝအဖေမေပဲအဲ့ဒီလိုပဲကံတရားမှလည်းပဲဟိုအတိတ်တုန်းကကံတရားတွေကမရှိတော့ဘူးသူကြိုးပေးတာပေါ်ချင်းပေါ်လို့ရတယ်ပေါ်ချင်းမှပေါ်လို့ပေါ်ချင်းမှလည်းပေါ်မယ်အခုလက်ရှိကတားထားရင်ကိုဟာဝင်လို့မရအခုဆိုကြပါစို့အခုအမေရိကန်မှာဒေါ်နယ်ထရန့်ထွက်သွားပြီဂျိုးဘိုင်ဒန်တက်လာတယ်ဒေါ်နယ်ထရန့်သမ္မတဟောင်းပဲဝင်လို့မရတော့သူဝင်လို့မရတော့ကန်ဟောင်းကဝင်လို့မရဘူးသို့တော်လည်းပဲသူကနောက်တစ်ချိန်ပြန်ရွေးခံပြီးဒီဂျိုးဘိုင်ဒန်ပြုတ်ကျပြီးသူတက်လာရင်တော့သူသမ္မတပြတ်ဖြစ်ဒီလိုသဘောမျိုးပဲအတိတ်ကံကအကျိုးပေးဖို့ဆိုတာပြစ္ဆုတ်ပံကံကိုသူကြော်နိုင်လို့ရှိရင်သူဝင်ကြိုးပေးတယ်မကြော်နိုင်သူကြိုးမပေးတော့ပေးချင်တော့ပေးလို့ရတယ်ဒါပေမဲ့ပြစ္ဆုတ်ပံမှာသိအားကောင်းနေတယ်ဆိုလို့ရှိရင်ဟိုဘက်ကဟာအကျိုးပေးလို့မရဘူးအကျိုးပေးတယ်ဆိုတာတော့မှဒီဘဝကိုဖန်တီးပေးလို့မရဘူးအခုလက်ရှိဘဝကိုသူကပြောင်းလဲပေးလို့မရဘူးအတိတ်ကလက်ရှိဘဝမှာအကောင်းဆိုးလေးလောက်ပဲသူကဝင်လုပ်လို့ရတယ်ဥပမာအပြင်ဒီလိုပေါ့ဖျားဘဝရောက်ရင်အဲ့ဒီဖျားဘဝပြောင်းအတိတ်ကံကလာဖန်တီးလို့မရတော့သို့တော့ဖျားဘဝမှာကောင်းတာလေးတွေဆိုးတာလေးတွေဖြစ်ဖို့အတွက်ကတော့သူကဝင်ဖန်တီးပေးတယ်ဥပမာဘိုင်းနာတာတို့တခါတည်းခြေထောက်ကိုဟိုခဲနဲ့ထုခံလို့တွေးကြည့်ဥသွားတာတို့ခေါင်းမူကောင်းကြိုက်ဖြစ်တာတို့အဲ့ဒါလောက်တော့လာကျိုးပေးလို့ရတယ်ဒီဘဝကိုပြောင်းလဲအောင်သူလုပ်လို့မရဘူးအခုကိုစိတ်ဓာတ်ကအခုဆိုလိုပါစို့ဒီလွတ်မြောက်အောင်ကြိုးစားမယ်လွတ်မြောက်အောင်ကြိုးစားသလိုလွတ်မြောက်သွားရင်အဲ့ဒါကိုအတိတ်ကံလာပြောင်းလဲပေးလို့ရတယ်အခုတေးဘွဲတစ်ခုရရင်ဒီဘွဲတစ်ခုကိုနောက်ထပ်ဘွဲမရတော့နဲ့လို့လာပြောင်းပေးလို့ရတယ်မရဘူးဒါပေမဲ့ဘွဲကအတိတ်တုန်းကယူခဲ့တာလားအခုပါဒီဘဝမှာယူတာလားဒီဘဝမှာယူဒီဘဝမှာယူတဲ့အဲ့ဒီဘွဲကိုအတိတ်ဘဝဘာကံမှလာပြောင်းလို့မရဘူးမင်းဒီဘွဲကြီးကငါအတိတ်ကံကြောင့်ပြက်စီသတိဆိုရင်ဘယ်တော့မှမပြတ်ဘူးဆိုလိုတာအဲ့ဒီသဘောမျိုးပါပဲလူတွေရှိပါသေးလားဆိုအတိတ်ကံကိုတိတ်ပြီးတော့မောစဉ်းစားမနဲ့အခုပြစ္ဆုတ်ပံတက်တဲ့မှာပဲပါစိတ်ဆုံးဖြတ်မလဲအဲ့ဒါအနေပဲအဲ့လိုမျိုးပဲသွားမှာပေါ့နော်ဒါပေါ့အဲ့ဒါအဲ့တိုင်းမျိုးသွားတယ်လေဘုရားလည်းဒီတိုင်းပဲပြောခဲ့တာသူကအတိတ်ကံသူကတွန်းလှန်တယ်ဆိုတာမရှိဘူးလို့ပြောတာမဟုတ်ဘူးသူကအတိတ်ကံရဲ့လွှမ်းမိုးမှုကိုမခံဘူးအတိတ်ကံတော့သူလာခြင်းလားမလာခြင်းနေအခုကောင်းမှုပဲရေးကြည့်တယ်နော်အတိတ်ကံဘလောက်ကောင်းကိုကအခုနေလူထားတတ်ရင်အဲ့ဒီပြစ္ဆုတ်ပံကံပဲကြိုးပေးမှာအတိတ်ကံဘာမှလာတားလို့မရဘူးဟုတ်လားကိုခိုးကြည့်ပါလားဒီမြခိုးကြည့်ပါကိုအခုတကိုးဖြစ်တာအတိတ်ကံဒါကြီးကိုဒီတကိုးဘဝကြီးလာပြောင်းလဲပေးလို့မရတော့ဆိုလိုတာဒီဘဝမှာလွတ်မြောက်အောင်ကိုကြိုးစားနေတဲ့စိတ်ဓာတ်နဲ့လွတ်မြောက်သွားတဲ့ဖြစ်ရပ်တွေဟာအတိတ်ကံကလာပြောင်းလဲပေးလို့မရဘူးလို့ဆိုလိုတာအဲ့ဆိုရင်ကိုဘဝမှာကြီးကျယ်တခုဖြစ်သွားရင်လူတွေကပြောလေအဲ့ဒါကံကြောင့်မလို့ဖြစ်တယ်ဆိုတာကြတော့ဟုတ်တယ်လေအဲ့ဒါကံပဲလေအတွေးရဲ့အပြောရဲ့အလုပ်ရဲ့ကြောင့်အဲ့ဒါကံပဲလေ No like if accident အကြီးကျယ်ဖြစ်တာလို့တခုအဲ့လိုမျိုးဟိုငယ်တော့ abuse ဖြစ်တာလို့ပါလို့ညာလို့ဆိုလို့ရှိရင်အဲ့ဒါလူတွေကပြောလေအရင်ဘဝကနေသူ့လောက်ခဲ့လို့အဲ့လိုမျိုးလက်ခံရတာမဆိုင်ဘူးပေါ့နော်ပုံအဲ့ဒါကြတော့အဲ့ဒါဆိုင်နေဆိုတာဒီလိုလေခုပြောသလိုပဲဒီအခုဘဝကကိုကအကောင်းနေပြီပဲဒါကြောင့်ပါဆိုခုနေဒီသမရဂျိုးဘိုင်နန်သမရဖြစ်တဲ့အခါမှာသူကသမရလေ9နှစ်ထိရတော့သူသမရမလား4နှစ်လား5နှစ်လား4နှစ်ကတော့သူသမရဖြစ်ပြီဒါပေမဲ့သူ့ကိုတရားကလာလှုပ်ချန်လိုက်တယ်ဆိုရင်သူတည်သွားရင်သမရယာတူပြုတ်မသွားဘူးလားပြုတ်တယ်ပြုတ်သွားတယ်အဲ့ဒီလိုဝင်ပြီးတော့ဟိုဘက်ကအကြောင်းကနော်ဥပိ္ပစေတကကံဆိုတာအဲ့ဒီလိုပေါ့ရုပ်တရက်အကြောင်းတစ်ခုကဝင်ပြီးတော့ဒုက္ခပေးတတ်တယ်အဲ့ဒါတော့ကိုမမြင်နိုင်ဘူးလေမသိနိုင်ပုံမှန်နေထားဆိုရင်တော့သူဒီဘဝကတော့သူ့ဘာသာသူဒီ4နှစ်ကတော့သူသမရသေးတာလေအခုလိုလောက်ကြံခံလိုက်တဲ့မျိုးအခုအတိတ်ကံဆိုတာအဲ့လိုပဲကိုမထင်မှတ်ဖဲနဲ့တစ်ခုထားဖြစ်လာတယ်ကိုလောက်တာလည်းမဟုတ်ဘူးနော်ကိုဖန်တီးတာလည်းမဟုတ်ဘူးအခုဘဝလောက်တာလည်းမဟုတ်ဖန်တီးတာပေါ့အဲ့ဒါတော့အတိတ်ကံလို့သုံးပါတယ်အတိတ်ကံဆိုတာမမြင်နိုင်ဘူးလေဟုတ်ဟိုပေါ့ဥမာအပြင်ဒီအပင်တစ်ပင်မှာအသီးလေးတွေတီးလာတော့သူဒီပင်ဟာဥမာတရက်ပင်ဆိုရင်တရက်တီးမယ်လို့တော့ပြောလို့ရတယ်ဘာဖြစ်လို့ပြောလို့ရလဲဆိုဒီတရက်မျိုးကြောင့်ပြောလို့မရဘူးလားရတယ်ဒီမျိုးစည်းစိုက်ထားတာကိုအဲ့တော့အသီးလေးတီးလာတဲ့အခါမှာအသီးကိုကြည့်ပြီးတော့ဟောဒီအသီးကဘာဖြစ်လို့တီးတာလဲဒီဟိုကြောင့်တီးတာမပြောရဘူးလားပြောရဟုတ်ပြီခုရုံကနေဥပိ္ပစေတကကံနဲ့ပေါ့
ခုန abuse လောက်ခံရတာတွေကားတိုက်ခံတွေဖြစ်လာတယ်ဒါအသီးခေါ်တယ်သူကအကျိုးတရားခေါ်တယ်အဲ့ဒီအသီးကအလကားသီးမလား မသိဘူး အားကြောင့်သီးတယ်လေမျိုးကြောင့်မျိုးဆိုတာဟိုတုန်းကလောက်ခဲ့တဲ့ကိစ္စဆိုတာရှိခဲ့ဘူးတယ်အဲ့ဒါလေးကသူ့ချိန်တိုင်းပေါ်တာဒါပေမဲ့အဲ့ဒီအသီးမသီးအောင်လုပ်လို့လည်းရတယ်ဆိုလိုတာအသီးမသီးအောင်လုပ်လို့ရတယ်ဆိုတာကဒီတီးဟာဥမာဒီအပင်အခုမျိုးဗီဇတွေမှာဒီအပင်ကိုအသီးမသီးအောင်ဆေးထိုးလိုက်ရင်အပင်အသီးမသီးတော့ဘူးဟုတ်တယ်နော်ဟုတ်ဒါဆေးထိုးလိုက်ရင်အပင်မသီးတော့ဘူးဒါအပွင့်နေမသီးတော့ဘူးဒါမျိုးတုံးသွားပြီဆိုတာရှိတယ်မျိုးပြအဲ့ဒီလိုပဲဟိုအတိတ်ကနေအခုကိုဒီလိုလာကြိုးမပေးအောင်ပြစ္ဆုတ်ပံကအခုဟိုကြီးမားတဲ့ဒီလိုပေါ့ဒီဘဝအထိပြည့်စည်လောက်အောင်နော်အကျိုးပေးခွင့်မရအောင်လုပ်ထားလို့ရတယ်အဲ့ဒါဒီဥပ္ပစေတကကံဆိုတဲ့သူများရဲ့တပ်ဖြတ်မှုနဲ့မသေးအောင်ဥမာဒါဘုရားအဆင့်ပေါ့ဘုရားရှင်ကသူများတတ်လို့မသေးတော့ဘူးဘာဖြစ်လို့လဲဆိုတော့ခုနပြောတဲ့ဒီလိုသေးသေးနိုင်လောက်တဲ့မျိုးကိုဥမာတီးလာမဲ့အသီးကိုအသီးမသီးအောင်ဆေးထိုးလိုက်တယ်လို့ပဲဆေးထိုးလိုက်တော့သူမသီးတော့ဘူးအဲ့ဒီလိုပဲဟိုဘက်ကအကျိုးတွေကိုဒီဘက်ကကြီးမားတဲ့ကံတရားနဲ့ကြီးမားတဲ့ကံတရားနောက်တစ်ခါအသိဉာဏ်နဲ့သူကပိတ်လိုက်တာဒီတီးတဲ့တရားနဲ့ပိတ်တာကိုပြောတာလားပုံမဟုတ်ဘူးသူကဒီကံရောဉာဏ်ရောနှစ်ခုလုံးပေါင်းသွားတယ်သူကကံဆိုတာကသူလက်ရှိလုပ်တဲ့ကံရောနောက်တစ်ခါသူသိတဲ့အသည့်ရောဥမာအခုသေးခုကာကွယ်ဆေးထိုးပြီးလား Yeah first dose ထိုးပြီးပြီဟုတ်ပြီကာကွယ်ဆေးထိုးတာကဟိုယောဂကြီးဝင်လာပြီးတော့ယောဂမဖြစ်အောင်လို့ထိုးတာမဟုတ်ဘူးလားဟုတ်တယ်ဆေးထိုးထားရင်သူတို့ရဲ့ဟိုသုတေသနပြုတဲ့အရာ90%ရာခိုင်နှုန်း69%ရာခိုင်နှုန်းလောက်ကတော့သေချာတယ်မကူးဆိုတာမပြောနိုင်ဘူးလားပြောနိုင်တယ်အမှုမဲ့အမမဲ့နေရင်အဲ့ဒီယောဂကူးလာမယ်လေအမှုမဲ့အမနဲ့မနေဘဲနဲ့ဒီလိုဆေးထိုးလိုက်ရင်ဒီယောဂကူးဖို့ကမဖြစ်နိုင်တော့ဟုတ်ဒီလိုပဲဒီဘဝမှာကိုကအမှုမဲ့အမမဲ့နေရင်ဟိုအတိတ်ကံတွေကဒလဟောလာပြီးပေးမှာအဲ့ဒီမကောင်းဆိုးဝါးတွေကလာပြီးဒုက္ခပေးမယ်ဒါပေမဲ့အခုကသတိထားတယ်အသိဉာဏ်ကြီးနဲ့ကံကိုကောင်းအောင်လုပ်နေရင်ဟိုဟာတွေမဝင်နိုင်တော့ဘူးokay မဝင်နိုင်တော့ဘူးသူ့ဒါဒီသတိနဲ့ပညာဆိုတဲ့ဈေးထိုးထည့်ထားတာသူကဟိုပါပေါ့ကံတရားနဲ့ပေါ့ဟိုကောင်းမှုကုသိုလ်ကံရဲ့အသိဉာဏ်ရဲ့အဲ့ဒီနှစ်ခုကိုထိုးထည့်လိုက်တာဒီဘဝထိုးထည့်လိုက်တဲ့အခါကျတော့ဟိုလာမဲ့မကောင်းဆိုးဝါးယောဂတွေကကိုယ်စီလာပြီးတော့အကျိုးမပေးနိုင်မကူးဆက်နိုင်တော့ဒီလိုဆိုလို့ဟုတ်တင်ပါဗျာနားလည်ပြီကျေးဇူးပဲဘုံမင်းနဲ့လူတွေရှိပါသေးလားအချိန်လေးရပါသေးတယ်မိတင်တဲ့လူတွေမေးလို့ရပါတယ်နော်မင်းနဲ့လူတွေရှိပါသေးလားမရှိတော့တော့သူရဲကောင်းမထွက်တော့သူရဲကောင်းမထွက်တော့တင်ပါဗျာတပည့်တော်တို့လည်းပြန်နားထောင်ကြပေါ့ပြန်နားထောင်ရင်တဖြည်းဖြည်းရှင်းသွားပါပါတင်ပါပြန်နားထောင်ကြရှင်းသွားမှရှင်းနားထောင်ပြီးလည်းစဉ်းစားကြည့်လိုက်အဲ့ဒါတင်ပါစဉ်းစားမှုတော့ထည့်ပေးရတယ်ပြောတိုင်းတော့ဒီတိုင်းတုံးကြီးတော့မမှတ်လိုက်နဲ့ချိန်ပြီးစဉ်းစားလိုက်လို့ရှိရင်ဒါထင်ရှားတယ်ဘာမှတိတ်မခဲရင်သူကတင်ပါဗျာဟိုမုံဝါးမဟုတ်ဘူးတကယ်ထင်ရှားပါတယ်သူကန္တာလေးနဲ့သူထားပေါ့တင်ပါဗျာတပိုင်းစီတွေဟိုဘက်ကပြောတဲ့ဟိုဘဝတွေကဘလို့ချင်းနေတွေနောက်တစ်ခါဘဝတန်ဖိုးမှာဘာတွေကိုတန်ဖိုးထားနေကြသလဲကြီးတဲ့အခါကျတော့ဒါမှလားမှန်လားလွတ်လပ်လားမလွတ်လပ်ဘူးလားအဲ့ဒါလေးနဲ့ချိန်လိုက်စိတ်အေးရသလားစိတ်မအေးရဘူးလားစိတ်အေးရတယ်စိတ်လွတ်လပ်သွားရင်အဲ့ဒါဆိုရင်တော့ပြီးတယ်